အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ MYS Channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဖတ်ပြတင်ဆက်ပေးခြင်းတဲ့စာအုပ်ကတော့ HOPE Hope ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်ထဲမှာခေါင်းစဉ်တွေကတော့အများကြီးပါဝင်ပါတယ်ကျွန်တော်ပထမဆုံးဖတ်ပြတင်ဆက်ပေးခြင်းတဲ့ခေါင်းစဉ်ကတော့ကျွန်တော်အရာအားလုံးကိုအဆုံးသတ်ပြီးထွက်သွားဖို့စဉ်းစားခဲ့ဘူးတယ်လူတော်များများလေးကြုံမှုကြမှာပါငွေကြေးပြဿနာတွေလူမှုရေးပြဿနာတွေအိမ်အောင်ရေးပြဿနာတွေအများများလာတဲ့အခါမျိုးမှာအရာအားလုံးကိုလက်လွတ်ပြီးထွက်သွားခြင်းတာမျိုးပေါ့တည်သွားရင်အားလုံးပြီးသွားပြီဘာမှဖြည့်ရှင်းစရာမလိုတော့ဘူးနောင်ဘဝတစ်ခုရောက်မှအစကပြန်စမယ်ဆိုတာမျိုးပေါ့ကျွန်တော်လည်းခင်ဗျားလိုပဲစဉ်းစားဘူးတယ်ပြဿနာတွေကတစ်ချိန်နဲ့တစ်ပြိုင်နက်စုပြုံပြီးရောက်လာတဲ့အခါဘလို့မှစိတ်ပင်ပန်းတဲ့တန်ကိုမခံနိုင်ဘူးကျွန်တော်တို့ကငွေရေးကြေးရေးပြဿနာဖြစ်ခဲ့တာ2015ခုနှစ်စောက်လို့ရေးကုမ္ပဏီထောင်ပြီးစကိုင်းတိုင်းထဲမှာတင်တာဝင်ဆွဲတယ်ဆွဲခြင်းပဲ3600တန် project အောင်နဲ့စောက်ရမယ်ဟာကကလေးမျိုးတမှုမျိုးကောလေးနဲ့တန့်စင်မှာစောက်ရတာကြေးလက်ကျမ်းမာရေးဌာနခွဲ12လုံးတပြိုင်နဲ့စောက်ရတာပေါ့လက်ထဲမှာလည်းရှိတဲ့ငွေက300ပဲရှိတာဒီတော့အမျိုးတွေစီကချေးတင်တာရှေးရှယ်ယာခေါ်တဲ့ဟာခေါ်ဆက်ကွန်ပြန်ပေးလို့ရတဲ့ဟာပေးနဲ့လုပ်ငန်းစလဲပတ်ရတာပေါ့လုပ်ငန်းကအတော့အဆင်ပြေပါတယ်အစိုးရစီကငွေကအရေးကြနဲ့ထုတ်ရတော့ foundation လေးပြီးရင်ငွေလေးပြေးထုတ်လိုက်ဆက်ဆောက်လိုက်လုပ်ရင်းနဲ့လဲပတ်ပြီးအခြေအနေကောင်းနေတဲ့အချိန်ကန်ဆူမိုးမောင်စကြတော့တာပါပဲမမရရအဲ့ဒီနှစ်ကစကိုင်းတိုင်းရေကြီးတာကလေးမျိုးတစ်မျိုးလုံးရေအောက်မြုပ်ပါလေရောဘယ်လောက်ထိရေကြီးလဲဆိုရင်မြို့အဝင်ဝါက15ပေလောက်ရှိတဲ့မုတ်ဥပါမြုပ်တာလူတွေလည်းမျောတဲ့လူကမျောအိမ်တွေလည်းပါတဲ့သူတွေကပါကုန်နဲ့အတော်ဒုက္ခရောက်ကြရတာကျွန်တော်ရဲ့ကလေးမှာရှိတဲ့ site ၄ခုလုံးရောကော်လင်းမှာရှိတဲ့ site တွေရောအကုန်ရေမြုပ်ကုန်တာရှိသမျှချထားတဲ့အုတ်သေးကြောက်ကြီးပေါင်းလုပ်ငန်းသုံးမီးစက်ကအစရှိတာအကုန်လုံးရေထဲပါသွားတယ်။စိုက်ထဲကအလုပ်သမား2ဦးရေထဲပါသွားခဲ့တယ်။ကျွန်တော်တော့မုံရွာရောက်နေလို့လွတ်သွားတာ။အဲ့ဒီမှာပြဿနာကစတာပါပဲ။စိုင်တွေကနေအကျွေးယူပြီးချထားတဲ့ပစ္စည်းတွေအကုန်ရေထဲပါသွားတော့စိုင်တွေကအကျွေးစာတောင်းတယ်။အစိုးရစီကလည်းဘာမှပြန်မြင်ရတယ်လို့ရေဘေးသင့်တွေအတွက်ဆိုပြီးအိမ်လုံးတရာစောက်ပေးဖို့တော့အလူပြန်ခံနေသေးတယ်။အဲ့ဒီဘက်ကအလုပ်တွေအကုန်ရက်ကုန်တော့ရန်ကုန်မှာအခန်းပေးအခန်းယူနေစောင့်နေတဲ့ကန်ထရိုက်တိုက်ကလည်းရက်သွားတယ်။ကန်ကဇက်တိုက်ဆိုးတာနော်။ပြဿနာကရောက်လာရင်တကယ်ကိုပြုံပြီးအပေါင်းနဲ့အသင်းနဲ့ကိုလာတာဗျကန်ထရိုက်တိုက်ကရက်သွားတော့အချိန်မီအခန်းနေမအပ်နိုင်တော့ဝယ်သူတွေကလည်းခဏခဏမေးတော့တာဗောဒီလိုနဲ့တောင်းပန်ရမယ်အစားစိတ်မကြည်လို့မချေမငံပြောပြီးတော့အခန်းဝယ်တဲ့လူကတရားစွဲတယ်သူလည်းမမပါဘူးကိုတိုင်ကကန်ဆိုးနေတာလေရှေ့နေငါ့ဖို့ပတ်စံတကြမ်းမှမရှိဘူးတမိသားစုလုံးပေါင်းလို့လက်ထဲငွေ2000မရှိဘူးရှင်းစရာတွေက3000ခန်းရှိတယ်အကျွေးရှင်တွေကနေတိုင်းတောင်းတယ်အိမ်ကိုလိုက်လာကြတယ်အိမ်နောက်ဖေးအခန်းလေးထဲမှာပုံနေခဲ့ရတယ်။အဲ့ဒီအချိန်အမေကထွက်ပြီးတောင်းပန်ပေးခဲ့ရတယ်။တရားစွဲတဲ့သူတွေရဲ့အိမ်ကိုအမေကသွားပြီးကျွန်တော်မသိအောင်ခြေထောက်ကင်ပြီးတောင်းပန်ခဲ့ရတယ်။ကျွန်တော်လည်းဒူးထောက်သွားတောင်းပန်ခဲ့ပူပါတယ်။မကြည်အေးပေးခဲ့ကြဘူး။သူတို့မှန်ပါတယ်။ကိုပဲမှားခဲ့တာပါ။ကိုပဲကန်ဆိုးခဲ့တာ။ရှေ့နေငှားဖို့တောင်ပတ်စံမရှိတော့တော်တော်ကြီးကိုစိတ်ပြတ်သွားခဲ့တယ်။မနေချင်တော့ဘူး။အဆုံးစီရင်လိုက်ရင်ပြီးပြီဆိုပြီးစီရင်ဖို့ကြံခဲ့တယ်။လူစိတ်ကအယမ်းကိုကြောက်ဖို့ကောင်းတယ်နော်မခံနိုင်တဲ့ pressure တွေရှိလာရင်ထွက်ပေါက်ရှာတတ်ကြတယ်ကျွန်တော်ကြတော့တေဖို့ပဲတွေးမိတယ်တေရင်ပြီးပြီမထူးတော့ဘူးတေမယ်ပဲဆုံးဖြတ်ထားတာဒါနဲ့တိုက်တစ်ခုရဲ့ခေါင်းမိုးပေါ်ကိုတက်သွားတယ်ပြီးတော့နောက်ဆုံးအနေနဲ့ခက်ခဲစင်တော့ကကျွန်တော်အပေါ်ကောင်းခဲ့ဘူးတဲ့သူနည်းနည်းလေးတွေကတချို့ကိုဖုံးဆက်တယ်ဂျေဇုတင်ကြောင်ပြောတယ်တကယ်တမ်းခုံချခံနေကြတော့အတွေးတစ်ခုဝင်လာတယ်ငါခုံချရင်ငါမိသားစုအကျွေးတွေနဲ့ဘယ်လိုကြံရစ်ကြမလဲငါခုံချရင်ငါလွတ်မြောက်သွားပြီမဲ့သူတို့ပို့ပြီးတော့ဒုက္ခရောက်ကြမယ်လူပန်ဝင်းကြီးမှာလည်းအကျွေးမဆက်လို့ထောင်ကျသွားတာကကြားကောင်းသေးတယ်အကျွေးတွေမဆက်နိုင်လို့တက်တည်သွားတဲ့ကောင်ရဲ့မိသားစုတွေလေလို့သူတို့ပြောကန်နေရမှာအဲ့ဒီလိုအတွေးတွေဝင်ပြီးခုံမချဖြစ်ခဲ့ဘူးတကောင်ထက်ညမနဲ့တော့ပါဘူးသေဖို့တောင်စဉ်းစားပြီးနေပြီပဲဘာကိုကြောက်နေအောင်မလဲအမောင်မိုက်ဆုံးအချိန်ကိုရောက်သွားပြီဆိုရင်အထက်မှောင်တာထပ်မရှိတော့ဘူးလေရှေ့မှာပိုလင်းလာဖို့ပဲရှိတော့မှာဒီလိုနဲ့ဖြစ်လာသမျှပြဿနာကိုရင်ဆိုင်ဖြေရှင်းတယ်တိုက်အမြင့်ကပြုတ်မကြဘူးတော့ဘလောက်နာကျင်ရမလဲမသိပေမဲ့ဘဝအမြင့်ကနေပြုတ်ကြတဲ့အခါသေလောက်အောင်နာကျင်ပါတယ်ကိုပိုင်ကားစီးရတဲ့ဘဝကနေလိုင်းကပြန်စီရတယ်တရက်တိန်ကနန်းသုံးနေတဲ့သူကတရက်9000ရဖို့ရုန်းကန်ရတာနာကျင်ပါတယ်ဖုတ်ကားကြီးစီးနေတဲ့လူကခဏလေးအတွင်းလမ်းပြီးမှကော်ဖီတုပ်လိုက်ရောင်းရပါတယ်တရက်1000နဲ့လဲနှမ်းမှာကြော်ညာစာရွက်တွေဝေခဲ့ပူပါတယ်ရုပ်ဖြက်ပြီးတက်စီမောင်းခဲ့ရပါတယ်အစဉ်ပြေစဉ်ကကိုပေးခဲ့ကြွေးခဲ့ဘူးတဲ့သူတွေကကိုမမြင်ကျင်အောင်ဆောင်သွားရှောင်သွားတဲ့အခါနာကျင်ရပါတယ်ဒါပေမဲ့ဒါတွေကအဆုံးမဟုတ်သေးဘူးခဏပဲငါ့ကိုငါပြန်ထရမယ်
ငါပြန်ကိုထားရမယ်ကျွန်တော်ကြိုက်တဲ့စာသားလေးရှိတယ်စစ်တော်မူခြင်းကိုခံပြီးမှရွှေကဲ့သို့ငါပြန်လာမယ်တဲ့ဒါကဖះကငါ့ကိုဘလောက်ခံနိုင်တယ်လဲစမ်းသက်နေတာငါအရှုံးပေးလို့မရဘူးဘယ်နည်းနဲ့မှငါလဲကြမသွားဘူးမရရအောင်ပြန်ထမယ်လို့စိတ်ပိုင်းဖြတ်ထားတယ်တမအာစီဝါနဲ့ရတဲ့အလုပ်လုပ်တယ်အလုပ်တစ်ခုမဟုတ်တစ်ခုလိုက်လုပ်တယ်ရက်နားမနေဘူးအိမ်မပြောတဲ့ရက်တွေလည်းရှိတယ်သူများဒရိုင်ဘာလုပ်ခဲ့ရတဲ့ရက်တွေလည်းရှိခဲ့တယ်ဘဝတစ်ခုလုံးနေချင်းညချင်းပြောင်းပြီးပြောင်းမြန်လှန်ခံရတဲ့အခါတေလောက်အောင်နာကျင်ခဲ့ပါတယ်အခက်အခဲတွေဒုက္ခတွေကလည်းအများကြီးပါပဲအကုန်ရေးမပြတော့ပါဘူးဒါတွေလူတွေကိုချမပြချင်ဘူး depression တွေရှိခဲ့တာပေါ့ခက်ခဲမှုတွေရှိခဲ့တာပေါ့ခုလိုချပြတာကလည်း follower အသင့်ရှိလာတဲ့အခါကို့ follower ထဲမှာကို့လိုအခြေအနေမျိုးကြုံနေရတဲ့သူတွေရှိရင်ရှိနေမှာငါဒါတွေချရေးလို့တယောက်ယောက်ကိုတိုက်ပေါ်ကခုံချမဲ့အစီအစဉ်ကနေတားဆီးနိုင်ရင်တားဆီးနိုင်လိမ့်မယ်ဆိုပြီးချပြခဲ့တာပါ Rocky ပြောတဲ့စကားတစ်ခုကျွန်တော်အရန်ကြိုက်တယ်ကဘာကြီးကမင်းထင်ထားသလိုအမြဲတမ်းတာယာလှပနေတာမဟုတ်ဘူးတဲ့အရန်ဆိုးရတဲ့လူတွေကမင်းကိုစုပ်ပြတ်တတ်အောင်အလဲထိုးဖို့ဆွဲချဖို့အမြဲစောင့်နေတဲ့နေရာတစ်ခုတဲ့သူများကိုထိုးနိုင်မှုထက်ကိုဘလောက်အထိုးခံနိုင်လဲအကျန်းခံနိုင်လဲအပေါ်မူတည်ပြီးအောင်မြင်မှုကကွာသွားတာပဲတဲ့ကျွန်တော်အဲ့ဒီစကားကိုအရန်သဘောကျတယ်နားကျင်ပါစေထိုးခံနေရပါစေရှေ့ဆက်သွားနေမယ်ဘလောက်ဆင်းရဲဘလောက်အနှိမ်ခံနေရရှေ့ဆက်မယ်ဘလောက်ပဲအကျွေးတွေရှိနေပြန်ဆက်မယ်ရှေ့ဆက်မယ်လုံးဝအရှုံးမပေးဘူးငါမှဘာမှမကြံတော့ပေမဲ့အစကပြန်စားရမယ်စီးပွားရေးမှာငွေပြီးရင်ဒုတိယအရေးကြီးဆုံးဖြစ်တဲ့ရုပ်သားမှုနဲ့အရင်ဦးဆုံးဘဝပြန်စားတယ်အရင်ကလိန်ကကြစ်လုပ်ခဲ့ဘူးတဲ့လိန်ခဲ့ဘူးတဲ့ဒါပေမဲ့လုံးဝမလုပ်တော့ဘူးဆုံးဖြတ်ခဲ့ပါတယ်အတိုးတွေဆက်ပေးနေရရင်အရင်မှာဘယ်တော့မှဆက်နိုင်တော့မှမဟုတ်ဘူးဆိုတာကိုသိလို့အကျွေးရှင်တွေကိုအတိုးရက်ပေးဖို့နဲ့အရင်ကိုရအောင်ဆက်မယ်လို့တောင်းပန်ပြီးကတိပေးခဲ့တယ်စာပြီးယူသားခဲ့တယ်ဂတိတွေတီးခဲ့တယ်အဲ့ဒီနှစ်ချက်နဲ့တင်ဘဝပြန်စားခဲ့တယ်အခက်အခဲတွေအများကြီးပဲငွေမရှိပေမဲ့အဲ့ဒီယူသားမှုနဲ့ဂတိတီးတဲ့ဆိုတဲ့ရင်းနှီးမှုနဲ့တင်အခုဒီဘဝကို၄-၅နှစ်အတွင်းပြန်ရလာတယ်ဘယ်လိုစူးစမ်းခဲ့လဲဆိုတာကိုစာအုပ်ရဲ့နောက်ဆုံးစာအုပ်စုမှာအသေးစိတ်ရေးပေးထားပါတယ်ခက်ခဲနေတဲ့အချိန်တရက်ကုန်မှုကအရန်ကြတယ်စိတ်တက်မကြနဲ့ရိုးသားပါဂတိတီးပါတခုမဟုတ်တခုစူးစမ်းနေပါကြာဆုံးနေစဉ်မူးရည်စေးဝါမလုံမိပါစေနဲ့ဒုက္ခရောက်နေတဲ့အချိန်မူးရည်စေးတို့အရက်တို့တောက်တာပိုဒုက္ခရောက်ဖို့လမ်းစာပဲသွားမလုံမိပါစေနဲ့စိတ်ညစ်နေလို့ပောက်ကရလုံနေလို့လဲပြဿနာကမပြီးသွားပါဘူးအဲ့ဒါခဏပါပဲရှောင်ပြေးနည်းတစ်မျိုးပဲဖြည့်ရှင်းမှရင်ဆိုင်မှပြဿနာကပြီးတာပြေလေတာပါအဓိကအလုပ်လုပ်ပါတခုမဟုတ်တခုလုပ်နေပါလုပ်နေရင်လည်းအခွင့်အလမ်းတွေတွေ့လာလိမ့်မယ်ဘာမှလုံးမနေတာထက်တော့အများကြီးအဆင်ပြေမှာပါလွန်ခဲ့တဲ့9နှစ်ကတိုက်ပေါ်ကခုံချမယ်စဉ်းစားခဲ့ဘူးတဲ့အရန်မွဲခဲ့တဲ့ကျွန်တော်အခုလူထောင်ကနန်းကိုကယ်နိုင်ခဲ့တယ်အခုလူထောင်ကနန်းကိုကယ်နိုင်ထားတယ်စားခြင်းနဲ့အစာကိုဈေးမကြည့်ပဲစားနိုင်နေပြီသွားခြင်းနဲ့နိုင်ငံထသွားလို့ရနေပြီဘာအပူပင်မှကိုအခုမရှိတော့ပါဘူးနေတိုင်းပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းနေခဲ့ပြီဒါဒီအလုံးကယူသားမှုရဲ့ဂတိတီတာရဲ့နှစ်ခုတည်းနဲ့ပြန်ဆလာခဲ့တာဘာငွေအရင်အနည်းမှမရှိခဲ့ဘူးနာမည်တစ်ခုတိဆောက်ပြီးစခဲ့တာဒီတော့ငွေအရင်အနည်းမရှိလို့စိတ်မညစ်နဲ့စိတ်တက်မကြပါနဲ့နာမည်မသိအောင်ကြိုးစားပါနာမည်ကြားတာနဲ့ဒီလူကစိတ်ချရတယ်ဂတိတီးရဲဆိုရင်ခမည်းဘာအလုပ်လုပ်အဆင်ပြေပါပြီအခုခေတ်မှာအရှားဆုံးကရိုးသားမှုနဲ့ဂတိသစ္စာရှိတဲ့လူပါအခုဘာပြဿနာရှိနေလုံးဝအရှုံးမပေးနဲ့အစကပြန်စားပါလဲကြနေရင်ပြန်ထပါလုံးဝအရှုံးမပေးပါနဲ့ကိုရောက်ချင်တဲ့ပန်းတိုင်းကိုမရောက်ခင်လမ်းမှာလူတွေကအမျိုးမျိုးလဲကြအောင်ထိုးကြလိမ့်မယ်သစ္စာဖောက်ခံရမယ်နာကျင်ရမယ်ခံစားရမယ်ထိုးနှံမှုအမျိုးမျိုးရှိကိုရှိမှာဘလောက်ထိုးငါခံနိုင်တယ်ထိုးချက်အရန်ပြင်းတဲ့အခါလဲကြလိမ့်မယ်ပြန်မထကျင်လောက်အောင်ပြင်ပန်းလာလိမ့်မယ်အရှုံးမပေးပါနဲ့ပြန်ကုန်းယုံထပစ်လိုက်ပါရသလောက်ရှေ့ဆက်သွားပါလေးဘက်ပဲထောက်ရရှေ့ဆက်နေပါဘသူစီမာမှအကူညီလိုက်မတောင်းပါနဲ့ဘာမှမမျော်လင့်ပါနဲ့ကိုလုံးမကိုရတာဘသူမှတင့်ကိုအမြဲမကယ်တင်နိုင်ပါဘူးကိုယ့်အကိုပဲပြန်ကြရတာပါကျွန်တော်ဖြတ်တန်းခဲ့ဘူးပါတယ်ဘဝကိုအရှုံးပေးပြီးတည်ရဲတာတတိမဟုတ်ပါဘူးရှင်ရဲတာကမှတတိပါကိုအတွက်ကိုတတိရှိပါကိုမိဘအတွက်ကိုတတိရှိပါကိုသားသမီးအတွက်ကိုတတိရှိပါကိုအိမ်အောင်ရေးအတွက်ကိုတတိရှိနေပါကိုစီးပွားရေးအတွက်ကိုယ်တိုင်တတိရှိနေပါကိုပန်ဝန်းကျင်အတွက်ကိုယ်တိုင်ကပဲတတိရှိနေပါအရာအလုံးကိုတတိရှိရင်ဆိုင်ပြစ်လိုက်ပါအစဉ်ပြေပြီးအောင်မြင်လာပါလိမ့်မယ်လုံးဝအရှုံးမပေးပါနဲ့ဒီစာကိုဖတ်ပြီးအရှုံးပေးတော့မဲ့လူတယောက်အရှုံးမပေးဖြစ်တော့ရင်အဆက်ကွဲခံအတိတ်ကိုတူးဆွပြီးရေးရကြုံနှက်ပါပြီကျွန်တော်လိုဘာမဟုတ်တဲ့လူတော်ဒါတွေဖြတ်ကျော်ခဲ့ဘူးလားသင်လဲဖြတ်ကျော်နိုင်မယ်လို့ကျွန်တော်ယုံပါတယ်အားလုံးပဲ fighting ပါခင်ဗျာ
နောက်ထပ်ခေါင်းစဉ်တစ်ခုကတော့မာနကိုအရှုံးမပေးပါနဲ့ဘယ်ဖျားရဲ့တမိုင်းမှာမဆိုအမြဲဒုက္ခလိုက်ပေးတတ်တဲ့မာနရှိပါတယ်ယေရှုကိုဒုက္ခလိုက်ပေးနေတာလဲစာတန်ဗုဒ္ဓကိုပြဿနာအမြဲရှာတာကလည်းမာနတခြားဘာသာတွေမှာလည်းအဲ့လိုပြဿနာနဲ့ဒုက္ခပဲပေးဖို့ဖြစ်တည်နေတဲ့ပုံကိုအသီးသီးရှိတယ်ဗျသူတို့အလုပ်ကဘာလဲဆိုတော့တစ်ချိန်မှာလူသားတွေအားလုံးအတွက်ကောင်းကျိုးပေးမဲ့သူတွေဆိုရင်အဲ့လိုတွေဖြစ်မလာအောင်လုံနေသမျှတွေကိုမအောင်မြင်အောင်လိုက်နောက်ရှစ်ကြတာပါဥပမာတစ်ချိန်မှာအောင်မြင်ပြီးလူသားအကျိုးပြုလာမဲ့ကလေးတစ်ယောက်မွေးပြီဆိုရင်နတ်ဆိုးကအဲ့ဒီကလေးရဲ့အနာဂတ်ကိုကြိုသိနေပြီတစ်ချိန်မှာသူကလူသားတွေအများကြီးကိုအကျိုးပြုတော့မှဖြစ်လို့အဲ့လိုမဖြစ်လာအောင်လမ်းခုလက်မှာအမျိုးမျိုးနှောက်ယှက်ပါတယ်သူသွားရမယ့်ပန်းတိုင်မရောက်အောင်နီးမျိုးစုံသုံးပြီးဖျက်ဆီးဖို့ကြံပါတယ်သူဖျက်ဆီးတဲ့နီးကလည်းအများကြီးပဲအားနဲ့ချက်ကိုရှာတယ်အဲ့ဒီအားနဲ့ချက်နဲ့ပဲအလဲထိုးတာတခါတလေကိုပေါင်းနေတဲ့မိတ်ဆွေတွေထဲမှာလဲနတ်ဆိုးရဲ့လူတွေအများကြီးပါပဲအောင်မြင်အောင်ကူညီပေးသလိုနဲ့ဒုက္ခပေးဖို့စိတ်အနှောက်ယှက်ရှိနေတဲ့သူတွေမျိုးပေါ့နတ်ဆိုးကကဘာရဲ့နေရာတိုင်းမှာရှိနေပြီးတော့အောင်မြင်မဲ့သူတွေတစ်ချိန်မှာလူသားတွေကိုအကျိုးပြုမဲ့သူတွေရဲ့ဘဝတွေကိုလိုက်ဖျက်ဆီးပါတယ်ဆင်းရဲပြီးဒုက္ခရောက်အောင်ကျမ်းမာရေးရှုချအောင်လူမှုရေးအစင်မပြေအောင်မျိုးစုံသူတို့လိုက်လုပ်ပါတယ်အဲ့ဒီဒုက္ခပြဿနာတွေကြားထဲမှာနစ်မွန်းပြီးဘဝကိုအရှုံးပေးလက်မြောက်သွားဖို့သူတို့ကြံစီပါတယ်အဲ့ဒီအချိန်အရှုံးပေးလိုက်ရင်သူတို့နိုင်သွားပါပြီဒါကြောင့်သင်အခုအရန်ဆင်းရဲနေလားကျမ်းမာရေးရှုချနေလားလူမှုရေးပြဿနာတွေတက်နေပြီလားလုံးဝလက်မြောက်အရှုံးပေးကျင်နေပြီလားအရာအလုံးကိုစိတ်ကုန်နေပြီလားဒါတွေအလုံးနှဆိုးလုပ်နေတာသင်တစ်ချိန်မှာအရန်အောင်မြင်ပြီးလူသားအကျိုးပြုလုပ်ငန်းတွေမှာလှုပ်လာမှာသူကြိုတိနေလို့လမ်းခုလက်မှာစိတ်ပြက်အားငယ်အောင်သူလုပ်နေတာစာရေးသူကိုယ်တိုင်ကြုံမှုလို့ပြောပြနေတာပါမိတ်ဆွေကျွန်တော်ကိုယ်တိုင်လွန်ခဲ့တဲ့9နှစ်ကခက်ခဲလုံးလို့ဘဝကိုလက်မြောက်အရှုံးပေးတော့မလို့လုပ်ခဲ့ဘူးတယ်အရာအလုံးအဆုံးသက်လိုက်လို့ဖို့တွေးခဲ့ဘူးတယ်အသည့်မိတ်ဆွေတွေကိုနှုတ်ဆက်စကားတောင်ပြောခဲ့ဘူးတယ်ဒါပေမဲ့မလုပ်ဖြစ်ခဲ့ပါဘူးအဆိုးဆုံးအခြေအနေရောက်နေပြီပဲဒီတက်ဆိုတာဘာမှမရှိတော့ဘူးအမှောင်ဆုံးအခြေအနေထက်ဘာကပုံမောင်အောင်မှာလဲရှေ့ဆက်ဒီတက်ပိုလင်းလာဖို့ပဲရှိမယ်ဆိုပြီးပြန်ယုံထားခဲ့တာပါဘာပြဿနာဖြစ်နေရင်ဆိုင်လိုက်ပါအရှုံးမပေးနဲ့ဆက်လျှောက်လိုက်ပါကိုယုံကြည်ကိုးကွယ်တဲ့ဖះကိုအားကိုပါလူတွေကိုအားမကိုးပါနဲ့လူတွေကတင့်ကိုကူညီနိုင်လဲခဏပါပဲကိုဟာကိုအားကိုပါကိုကိုးကွယ်တဲ့ဖះကိုအားကိုပါဖះနဲ့ကိုပြဿနာတွေကိုတိုင်ပင်ပါနတ်ဆိုးရှိနေသလိုဖះလည်းရှိတာမမေ့ပါနဲ့ဆက်လျှောက်ပါတင်တစ်ချိန်မှာလုံးဝအောင်မြင်မဲ့သူဖြစ်နေလို့နတ်ဆိုးကအလဲထိုးနေတာပါဒုက္ခပေးနေတာပါပြန်ထပါဆက်လျှောက်ပါဘာဖြစ်ဖြစ်ပြန်ယုံထပါတစ်ချိန်မှာလူသားအကျိုးပြုပြီးအောင်မြင်မဲ့သူတိုင်းအခုလိုပြဿနာဆင်းရဲဒုက္ခကြုံကြရတာပါပဲဘာဖြစ်ဖြစ်အရှုံးမပေးနဲ့မိတ်ဆွေဆက်လျှောက်ပါတင်အောင်မြင်ပါပါအမှားပေါင်းချုပ်တက္ကသိုလ်ဒုတိယနှစ်တုန်းကစမတ်ဖြစ်တဲ့ဆီယာမာကြီးတယောက်နဲ့ဂျုံခဲ့ဘူးတယ်တက္ကသိုလ်တစ်ခုတည်းကဆီယာမပေမဲ့သူ့ကိုတခါမှမမြင်ဘူးကိုတွေကလည်းစာသင်ခန်းထဲမရောက်ဖြစ်တာလဲပါတာပေါ့စာသင်ခန်းထဲရောက်လဲဆီယာမကိုမကြည့်ဖြစ်ပါဘူးအိမ်ရင်အိတ်မအိမ်ရင်ခွေနေကြတာကျူတာဆီယာမလေးတွေလှရင်တော့ကြည့်ဖြစ်တယ်အဲ့လိုပညာရေးမှာထူးချွန်ခဲ့တာအဲ့ဒီစမတ်ဖြစ်တဲ့ဆီယာမကြီးကိုဘယ်အချိန်မှမြင်ဘူးခဲ့လဲဆိုတော့စာမေးပွဲမနှက်ဖြန်ဖြေမယ်ဆိုဒီနေ့ညစပေါ့သွားတောင်းမှမြင်ဘူးတာစပေါ့လို့ဘာလို့ခေါ်လဲဆိုတာတော့မသိဘူးစပေါ့ဆိုတာစာမေးပွဲမှာဘာတွေကြက်ရမလဲဘာတွေမေးမှလဲဆိုတာကြိုပြောပြတာမျိုးပေါ့အဲ့ဒီညကအခုနာမည်ကြီးနေတဲ့စာရေးဆရာရဲ့ကျွန်တော်ရဲ့သူ့မိမရဲ့3ယောက်သားလက်ဆောင်လေးဝယ်သွားပြီးသွားမိကြတာပေါ့စာကလည်းရမှမရတာသူစီကစပေါ်ရမှတညာတဲ့အပိုင်ကျက်ပြီးနောက်နေ့ဖြေမယ်ပေါ့ဆရာမအိမ်ရောက်သွားတော့ကျွန်တော်တို့ကဆရာမကိုမေးတယ်ဆရာမမနေ့ပြန်ဘာတွေကြက်ရမလဲဘာတွေပါမလဲပြောပြပေးပါမေးကြတာပေါ့ဆရာမဖြေတာစမတ်ဘလောက်ကြလဲဆိုရင်ဘာတွေပါမလဲတော့မသိဘူးတဲ့ဒါပေမဲ့စာမေးပွဲမှာမပါမဲ့ဟာတွေတော့ပြောပြပေးမယ်တဲ့အဲ့ဒါတွေမကြက်နေတဲ့ကြံနာကျဲတဲ့စဉ်းစားကြည့်ပါမဲ့ဟာတွေပြောပြရင်သူလည်းပြဿနာရှိပြီးတက္ကသိုလ်ကလည်းအရေးယူနိုင်တယ်မပါမဲ့ဟာတွေပြောတာကြပြဿနာမရှိဘူးအဲ့ဒီအကွက်လေးကိုသဘောကျမိတယ်အဲ့ဒီဆီယာမစမတ်ဖြစ်တယ်လို့ခံစားမိတယ်ကျွန်တော်လည်းအခုတော့အဲ့ဒီဆီယာမလိုပါပဲကိုယ်တိုင်းကချမ်းသာပြီးအောင်မြင်နေသူမဟုတ်လို့ကျွန်တော်ပတ်ဝန်းကျင်ကလူတွေကိုအောင်မြင်အောင်ဘာလုပ်ရမလဲမပြောပြတတ်ဘူးအမားတွေတော့အများကြီးလုပ်ဘူးတယ်အများကြီးဆုံးရှုံးဘူးတယ်လူပေါင်းစုံတွေလည်းကြုံခဲ့ဘူးပြီကိုယ်တိုင်ကကလိန်ကကြစ်လုပ်ဘူးသလိုကလိန်ကကြစ်တွေလည်းအများကြီးလောက်ခံခဲ့ရဘူးပြီအဲ့ဒီတော့ဘာလုပ်ရင်အောင်မြင်မယ်မပြောပြတတ်ဘူးဒါပေမဲ့ဘာလုပ်ရင်တော့မွဲတယ်ဆင်းရဲမယ်ဆိုတာတော့ပြောပြပေးနိုင်ပါတယ်ဒါကြောင့်မို့ကိုတွေးလေးတွေကိုစာစုလေးတွေအဖြစ်ခြာရေးဖြစ်ခဲ့တာပါကိုကြုံခဲ့ရတာတွေကိုရေးပြလို့စာဖတ်သူတွေကတည်သွားတော့လေကိုလိုမမအောင်ဆင်ကျင်လို့ရတာပေါ့တချို့အတွေ့အကြုံတွေကသိန်းရာနဲ့ထောင်နဲ့ချီပြီးရင်းပြီးမှရတာဆိုတော့ဈေးမပေါ်ပါဘူးအလကားပြောပြပေးနေတာချစ်လို့ပါ
နောက်လည်းအမှားအသစ်တွေကိုအလင်းသင့်တယ်လို့ရေးရေးပေးသွားပါမယ်ဒီစာအုပ်ကစာရေးသူရဲ့အမှားပေါင်းများစွာပေါင်းချုပ်ပေါ့ဗျာထပ်ပြီးတင်ဆက်ပေးခြင်းတဲ့ခေါင်းစဉ်ကတော့ဆင်းရဲသင့်လို့ကိုဆင်းရဲတဲ့သူအဖေပြောဘူးတယ်တချို့လူတွေကဆင်းရဲသင့်လို့ကိုဆင်းရဲနေတာတဲ့အစပိုင်းတော့ကျွန်တော်အဲ့ဒီစကားကိုနားမလည်ဘူးဗျဘယ်လိုမျိုးဆင်းရဲသင့်လို့ဆင်းရဲနေတာလဲပေါ့ဘယ်လိုလူတွေကဆင်းရဲသင့်နေလို့လဲပေါ့အဲ့ဒီစကားကကိုယ်တိုင်ကြုံမှပဲနားလည်ခဲ့တာကျွန်တော်အရင်ကစီးပွားရေးတွေလုပ်တော့အဆင်ပြေတယ်ပဲပြောရမယ်ဘဏ်အကောင့်ထဲ3000ခန်းရှိခဲ့ဘူးတယ်ပေါ့ငွေလေးပါလေးရှိလာတော့လိုအပ်မှန်းမသိမလိုအပ်မှန်းမသိရှောက်ဝယ်တဲ့ဇလန်းကစတော့တာပါပဲဟွန်နာဖစ်လေးစားစီးတယ်တိတ်မကြသေးဘူးလမ်းမှာရပ်ထားတဲ့ဝစ်လေးတစ်စီးလှလို့ဆိုပြီးဟွန်နာဖစ်ကိုအရှုံးခံရောက်ပြီးဝစ်ကိုဝယ်ပြန်ရောဝစ်စီးတာမကြသေးဘူးသူများတွေကမဲအနေထားကြီးနဲ့အဲဖက်တော့စီးတင်နေပြီစီဘိုးလည်းတက်နိုင်တာပဲဘာညာပြောတာနဲ့ဝစ်ကိုပြန်ရောင်းတော့လဲထက်ရှုံးတယ်အဲဖက်ထပ်ဝယ်တော့ငွေကထက်လိုက်ရပြန်ရောငွေကတစားစားနဲ့ရှုံးနေတာကိုသတိမထားမိခဲ့ဘူးအဲ့ဒါလည်းအားမရသေးဘူးဖို့ကာရှိုးရုံးရှိရောက်တော့ဖို့ကာကြီးကိုလိုချင်ပြန်ရောအကောက်ထဲမှာငွေတွေရှိတာပဲလေဆိုပြီးထပ်ဝယ်လိုက်ပြန်ရောကိုယ်ဝင်ငွေထက်ထွက်ငွေတွေကများနေတာကိုသတိမထားမိပဲကိုယ့်ရဲ့လိုချင်စိတ်ကိုမထိန်နိုင်ခဲ့တာဗျ shopping center တစ်ခါသွားရင်လိုတာရောမလိုတာရောဝယ်တစ်ခါရှင်းရင်2သိန်း3သိန်းကားတွေဝယ်နေတဲ့သူတွေ shopping center သွားနေတဲ့လူတွေကိုမှားနေတယ်လို့ပြောတာမဟုတ်ဘူးနော်ကိုယ့်အကိုဝင်ငွေနဲ့ထွက်ငွေမမျှတာကိုသတိမထားမိခြင်းကိုပဲဥပမာနဲ့ပြောပြတာပါအဲ့ဒီလိုနဲ့တဘာဝဘေးကြောင့်လုပ်ငန်းတွေရှုံးပြီးဝင်တဲ့ငွေတွေရသွားတဲ့အချိန်မှာတော့အတုံးအဖြုံးကတော့မရက်နိုင်သေးဘူးဘယ်အချိန်မှရက်လဲဆိုတော့ငွေသွားမှရက်ခဲ့တာဝင်ငွေနဲ့ထွက်ငွေမမျှတရင်လဲဆင်းရဲတဲ့လူစီရင်တဲ့ထိတ်ဆုံးကပါနေပြီဗျငွေရှာဖို့အရေးကြီးပေမဲ့ရှာလာတဲ့ငွေကိုထိမ့်သိမ့်တက်ဖို့ကပိုပြီးတော့အရေးကြီးပါတယ်ရှာတာတစ်လ10သိန်းကို10သိန်းလုံးသုံးမပြစ်တင်ဘူးဆိုတာလူတိုင်းသိပေမဲ့လိုက်နာဖို့ကကြတော့ခက်ခဲတယ်10သိန်းဝင်လို့9သိန်းသုံးပြီး9သိန်းစုနိုင်ရင်တော့အကောင်းဆုံးပေါ့အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးနေတဲ့စာအုပ်ထဲကစကားတွေကိုနားထောင်နေတဲ့သူတွေကိုလည်းကျွန်တော်ပြောချင်ပါတယ်ဝင်ငွေတွေကိုအကုန်မသုံးပါနဲ့မလိုအပ်တာတွေကိုတိတ်မဝယ်ပါနဲ့နောက်ပိုင်းဆိုငွေရှာရပိုခတ်တော့မှာပါငွေစုပါစုလာတဲ့ငွေကိုရင်းနှီးမြှုပ်နှံပါကျွန်တော်ဝင်ငွေထွက်ငွေမမျှလို့မွဲခဲ့ဘူးလို့စေတနာနဲ့ပြောပြတာပါကျွန်တော်မှမဟုတ်ပါဘူးငယ်တငယ်ချင်းတစ်ယောက်လည်းအဲ့ဒီလိုပါပဲသူအဆင်ပြေနေတဲ့အချိန်ဘဏ်ထဲမှာ3000ကျော်ရှိတယ်သူကကြတော့လောင်းကစားလုပ်တာမြဝတီဘက်ကာစီနိုသွားဆော့တာအခုဆိုနေစရာအိမ်တော်မရှိတော့လို့သူများအိမ်မှာကတ်နေရပြီဝင်ငွေထွက်ငွေမချိန်တတ်တဲ့အပြင်လောင်းကစားပါညီးသွားပြီးမဖြတ်နိုင်တော့ဆင်းရဲတဲ့သူစီးရင်နဲ့ပါသွားခဲ့တာပေါ့ဗျာအရင်ကကိုအတုံးမကြခဲ့ကြောင်းကိုကြာရှုံးခဲ့ကြောင်းရေးရတာတိတ်တော့တက်တောက်တက်တာမရှိလာပေမဲ့ကိုရီးရဲ့တတိမထားခဲ့လို့မွဲခဲ့ဘူးသလိုဘသူကိုမှထမ်းမဖြစ်စေခြင်းလို့ဒီစာကိုရေးပေးခဲ့တာပါတဲ့အခုဆိုရိုပေါက်တွေပိတ်လိုက်လို့အရင်ထက်ပိုအဆင်ပြေနေပါတယ်စင်ရဲတဲ့သူကစင်ရဲနေအောင်မှမလို့ဝင်ငွေနဲ့ထွက်ငွေအမြဲတမ်းချိန်ဆအသုံးပြုနိုင်ကြပါစေခင်ဗျာဆက်လက်ပြီးတင်ဆက်ဖတ်ပြပြီးမှာကတော့စိုးပါရက်တဲ့အချိန်တော့ရက်ပါတဲ့ငငယ်တုန်းကတငယ်ချင်းဘလောက်မင်လဲဆိုရင်အိမ်မှာလာနဲ့ချီပြီးကိုခေါ်တင်ထားတာဗျထမင်းလဲကျွေးတယ်ရတဲ့မဘိုးလဲအတူတူသုံးတယ်အိမ်မှာဆိုလူမပြတ်ဘူးသူ့အိမ်ပေါ်ကဆင်းလာပြီးကို့အိမ်မှာတစ်နေ့လုံးနေသွားတဲ့တငယ်ချင်းလည်းရှိတယ်နေကနေအိမ်မှာလာနေပြီးကျောင်းလာတက်တဲ့တငယ်ချင်းလည်းရှိတယ်အရန်ချစ်ခဲ့ကြတယ်1990ဝန်းကျင်ခုနှစ်ကကလေးတွေဆိုတော့ညနေဆိုလက်ဖက်ရည်ဆိုင်ထိုင်ရင်လူက15ယောက်လောက်အမြဲရှိတယ်အသက်ကလည်း18နှစ်ဝန်းကျင်လေးတွေဆိုတော့အဖွဲထဲမှာလူအစုံပါတယ်ဂိမ်းသမားအရက်သမားစေးသမားခေါင်းလူမိုက်လောင်းကစားသမားအစုံပါပဲလိုင်းမောင်းစုံစုနေပေမဲ့မကောင်းတဲ့သူတွေကြီးပဲဆိုတော့လူညီကြပါတယ်အချင်းချင်းတော့ရံမဖြစ်ကြပါဘူးသူများနဲ့ပဲဖြစ်ကြတာပါဖြစ်လိုက်ရင်လည်းအကုန်ပါကြတယ်အ ਨੇ ဆုံးကြောက်တတ်တဲ့ကောင်တော့တစ်ချက်လောက်ဝင်ထိုးပြီးပြေးကြတာမျိုးပေါ့သူကြောက်ပေမဲ့မင်းတို့လုပ်ရင်ငါလည်းလုပ်မယ်ဆိုတဲ့သူမျိုးတွေပေါ့တကယ်ချစ်ဖို့ကောင်းကြပါတယ်ပျော်စရာလည်းကောင်းခဲ့တယ်အဲ့ဒီအခြေအနေအတွက်နောင်တတကားမှမရခဲ့ဘူးအသက်ကြီးလာကြလာတာနဲ့အမျှအားလုံးကိုလန်းကိုရှောက်ရတဲ့အချိန်အလုပ်တွေလုပ်ကြရတဲ့အချိန်မှာတော့ဒီလူတွေဘဝဘေးအခြေအနေတွေမိသားစုအခြေအနေတွေကြောင့်အကုန်တယောက်တနေရာစီရောက်သွားခဲ့ကြတယ်။တည်တဲ့သူတွေကလည်းတည်မွဲတဲ့သူကလည်းမွဲအစဉ်ပြေတဲ့သူကလည်းပြေနိုင်ငံခြားရောက်တဲ့သူကလည်းရောက်ပေါ့စိုးခဲ့ကြတာချင်းအတူတူတချို့ကအစဉ်ပြေနေကြတယ်လို့တချို့ကအတော်ကိုအစဉ်မပြေကြပါဘူး။အဓိကဘာကွာသွားလဲဆိုတော့အစဉ်ပြေနေတဲ့သူတွေကဘယ်အချိန်မှစိုးတာကိုရက်ကြမလဲသိပြီးတော့မပြေတဲ့သူတွေကရက်ရမယ့်အချိန်မှမရက်နိုင်ခဲ့ကြတာပါပဲမစိုးနဲ့မပြောချင်ပါဘူးစိုးရတာကောင်းတယ်လှုပ်เสียရှိတာလို့ပျော်เสียရှိတာပြောကြပါဘဝကခဏလေးပါပဲပျော်အောင်နေကြပါဒါပေမဲ့ရက်ရတော့မယ့်အချိန်ဆိုရက်လိုက်တင်ပါတယ်โอเคတယ်နော်အလုပ်လုပ်ရမယ်အရွယ်မှာဆိုလဲအလုပ်လုပ်ပါ
အားရရက်ပျော်ပေါ်တခါတော့စိုးပေါ်ကျွန်တော်ပန်ဝန်းကျင်ကတငယ်ချင်းတချို့အခုအချိန်ဒုက္ခရောက်နေကြတာကစိုးတာတွေရတော့မဲ့အချိန်မရက်မိကြတာအနေအချင်းလောက်ပဲလောက်ရကနေမရက်ချင်တော့လို့အရက်ဆွဲသွားကြတယ်ဘိန်းဆွဲသွားကြတယ်ရက်လို့မရတော့ပါဘူးယာမကြိုက်သွားတယ်မချရရင်မနေနိုင်တော့ဘူးအဲ့တော့အလုပ်လုပ်ရမယ့်အချိန်ဘဝစားရမယ့်အချိန်အဲ့ဒီလိုအချက်တွေနောက်ပဲလိုက်ရင်အချိန်ကုန်သွားကြတယ်အိမ်ကတောင်းသုံးတယ်သူများစီကချီတယ်ဒါနဲ့ပဲလုံးလေချလေလိုက်နေတယ်အစဉ်ပြေနေတဲ့တငယ်ချင်းတွေကတာဝန်ရှိတယ်လို့ယူဆပြီးတချို့ကိုကူညီကြတယ်တွဲခေါ်ပူတယ်ဒါပေမဲ့ကာယကံရှင်ကိုယ်တိုင်ကမရက်ချင်ရင်ဘသူကမှရက်ပေးလို့မရဘူးထောင်ကျသွားလဲရက်တာမျိုးမဟုတ်ဘူးရွာသားကြီးရောက်သွားမှရက်တာမျိုးလည်းမဟုတ်ဘူးအဓိကကိုယ့်အကိုရက်တင်ပြီးလို့တည်တဲ့အတိစိတ်ဝင်မှပဲရက်တာပါကိုယ်တိုင်ကမကောင်းမှန်းသိနဲ့ဆက်လုပ်ချင်နေရင်တည်တဲ့အထိမရက်တော့ပါဘူးအဲ့ဒါလေတေမှန်းသိနဲ့တောက်ရင်တည်သွားတဲ့တငယ်ချင်းလည်းရှိတယ်တေမှလည်းသိတယ်မထူးဘူးဆိုပြီးတောက်ပြီးတည်သွားတာဘေးလူကဘာမှလုပ်ပေးလို့မရတဲ့အနေအထားမျိုးတွေပေါ့ဘာရင်မဟုတ်ပါဘူးငယ်တငယ်ချင်းတချို့အခုထိမရက်နိုင်ကြသေးဘူးရက်စေခြင်းနဲ့စိတ်နဲ့ရေးတဲ့စာပါကိုယ်တိုင်လည်းအခုဘာကောင်မှမဟုတ်ပါဘူးအခုလဲစိုးနေတာပါပဲရက်ရမယ့်အချိန်ရက်ပြီးစိုးရမယ့်အချိန်စိုးတာလေးတော့တတိသွင်းရတာပေါ့ဆရာကြီးလုံးနေတာမဟုတ်ပါဘူးခင်ဗျာဒီလိုအတိလေးရဖို့စားလေးရေးရဖို့ကိုအချိန်တွေအတွေ့အကြုံတွေအများကြီးရင်းနှီးခဲ့ရတာပါအတွေ့အကြုံတွေကအလကားမရပါဘူးအနည်းဆုံးအချိန်တော့ပေးခဲ့ကြရတာပဲကျွန်တော်ပေးခဲ့ရတဲ့အချိန်တွေကကိုတွေ့အတွေ့အကြုံလေးကိုမက်ဆေ့ပေးခြင်းရုံတသက်ပါစိုးပါရက်တဲ့အချိန်ရက်ပါအစဉ်ပြေရင်ပြန်စိုးဖို့ဘသူကိုမှမထိခိုက်ရင်တော့အကောင်းဆုံးပေါ့ခင်ဗျာဆက်လက်ပြီးတင်ဆက်ဖတ်ပြပေးခြင်းတဲ့ခေါင်းစဉ်ကတော့ချမ်းသာခြင်းအောင်ဆောင်ရင်မွေးသွားသူကျွန်တော်မရင်ကျက်သေးခင်တုန်းကချမ်းသာခြင်းအောင်ဆောင်ခဲ့ဘူးတယ်အဲ့လိုနေရတာတော်တော်ကြီးကိုပင်ပန်းပါတယ်အဓိကလူဝင်ဆန့်ကျင်တာကိုယ်တိုင်ကဘာကောင်းမှမဟုတ်တော့လူတွေအရေးပေးလာအောင်ချမ်းသာခြင်းအောင်ဆောင်ခဲ့ရတာပေါ့လူတွေတဘာဝကလည်းချမ်းသာမှလူရသွင်းတာကိုအတိုင်းဝိုင်းတစ်ခုထဲမှာလူဝင်ဆန့်ကျင်ခဲ့ဘူးတော့အဲ့လိုဟန်ဆောင်ခဲ့ဘူးတယ်ကားကောင်းဆောင်မဟုတ်တော့တူတူတန်တန်တစည်းလိုတယ်နာယီကောင်းကောင်းတစ်လုံးလိုတယ်ဖိုင်တင်းနေမှာစားပြနိုင်ဖို့လဲလိုတယ်တူတူတန်တန်အဝတ်စားကစလို့တခြားအများကြီးမှအများကြီးကိုလိုတာပါတချို့ချမ်းသာပြီးသားသူတွေအတွက်ဒါတွေကဈေးမှာကြက်သွန်ကြီးဝယ်သလိုပဲမထူးဆန်းပေမဲ့ကိုရီလိုဟိုမရောက်ဒီမရောက်တွေကကြတော့တခါရှင်းရရင်နင့်ကနေကုန်ပါတယ်နင့်နေလဲပြုံးလေးပေါ့ရင်ထဲမှာပဲနင့်အပြင်မှာတော့အပြုံးမပြတ်ဘူးလူဝင်ဆန့်ကျင်တာကိုကြိတ်ခံရတာပေါ့စဉ်းစားကြည့်တိမ်ပေါင်းတသိန်းချမ်းသာပြီးလုပ်ငန်းတစ်ခုလဲပတ်နေတဲ့လူအတွက်ညစာတသိန်းတန်ကပြဿနာမရှိဘူး9သိန်းတန်နဲ့ပြဿနာမရှိဘူးတလ350ပဲဝင်တဲ့သူအတွက်ကြတညတသိန်းကတတိတိနဲ့ကုန်တာနော်ကားပြင်စင်စရိတ်စီဘိုးကအစချမ်းသာတဲ့ထင်ခံနေတာကိုကုန်တာပေါ့ချမ်းသာတဲ့ထင်ခံရဖို့လူရဝင်ဖို့ငွေအတော်ကုန်ပါတယ်ဘယ်တော့မှလူရဝင်ခြင်းစိတ်ရက်သွားလဲဆိုတော့မွဲမှရက်သွားတာပါခမည်းမွဲပြီဆိုစိတ်တက်မကြနဲ့မွဲမှလောက်ခဲ့တဲ့အမားတွေပြန်မြင်တာမွဲမှမိတ်ဆွေကောင်းတွေရလာတာမွဲမှအမျိုးတွေအကြောင်းသိရတာမွဲမှသိလာရတာတွေအများကြီးပဲမွဲတာမွဲမကြောက်ပါနဲ့မွဲပြီးတာတော့နောင်တမရအမားတွေမမြင်ရင်တော့မွဲတာရှေးပြီးသားမှတ်ပြီးတော့ကို့မျိုးဆက်ပါမွဲကုန်ရောမတိချင်းများစွာတဲမှာကို့ဟာကိုမတိတာအဆိုးဆုံးပါပဲကျွန်တော်လည်းမွဲတုံးခဏလေးမှာဘဝရဲ့အကောင်းဆုံးသင်ခန်းစာတွေမိတ်ဆွေတွေရလိုက်တယ်အဲ့ဒီတန်ဖိုးတွေကမမွဲဘူးတဲ့သူတွေမရဘူးမွဲပြီးနောက်ပိုင်းငွေတန်ဖိုးနဲ့မိတ်ဆွေတွေတန်ဖိုးကိုသိလာတော့ဟန်မဆောင်ဖြစ်တော့ဘူးမရှိရင်မရှိဘူးရှိရင်ရှိတယ်ကိုအသုံးဆောင်နေတဲ့ကိုတန်ဖိုးရှိအောင်နေလိုက်တယ်အခုလဲမချမ်းသာပါဘူးဒါပေမဲ့တန်ဖိုးရှိတယ်ငွေအစင်မပြေလို့အခုစိုက်ကားထွက်နေရင်လဲတန်ဖိုးကရောမသွားဘူးတန်ဖိုးရှိတဲ့စိုက်ကားစီယာစင့်ကြီးပေါ့ဘယ်အရာမှဟန်မဆောင်ကျင်တော့ဘူးပင်မလို့လိန်နေရတာဟန်ဆောင်ရတာစိတ်ရောလူပါပင်မနဲ့မွဲပြီးနောက်ပိုင်းပွင့်လင်းပဲနေဖြစ်တယ်တအားပေါ့ပါတယ်မရှိရင်မရှိဘူးမဝယ်နိုင်ရင်မဝယ်နိုင်ဘူးမစားနိုင်ရင်မစားနိုင်ဘူးကိုကမချမ်းသာရင်မချမ်းသာဘူးတက်နိုင်ရင်တက်နိုင်တယ်ဘလောက်အေးချမ်းလေအဲ့ဒီတော့ဟန်မဆောင်ပါနဲ့အရန်ပင်ပန်းပါတယ်ကိုတွေးမလို့ကိုပင်ပန်းခဲ့တယ်လို့မပင်ပန်းစေခြင်းလို့ချစ်လို့ပြောတာပါချမ်းသာခြင်းအောင်ဆောင်ရင်းနဲ့မဲဘူးတဲ့ကျွန်တော်နောက်တဲ့ခေါင်းစဉ်တစ်ခုကတော့ social media ပေါ်မှမျက်နှာဖုံးများတဲ့လူတိုင်းဘဝတွေက Facebook မှာတော့ပျော်စရာမကောင်းပါဘူးဘယ်သူမှကိုယ့်ရဲ့အိမ်အောင်ရေးလူမှုရေးစီးပွားရေးပြဿနာတွေကိုထုံးမပြချင်ကြပါဘူးဓာတ်ပုံတွေ10ပုံလောက်ရိုက်ရင်တော့အကောင်းဆုံးအလှဆုံးလို့ထင်တဲ့ပုံတွေကိုပဲရွေးပြီး
post တင်ကြတယ်လို့ပေါ့ကျွန်တော်အပါဝင်လူတော်များများကသူတို့ပြကျင်တဲ့ဘဝအစိအပိုင်းလေးတွေကိုပဲ Facebook ပေါ်မှာထုတ်ပြနေကြတာပါအဲ့ဒါတွေကိုကြည့်ပြီးသူတို့ဘဝတွေကအေဂျင့်လိုက်တာတာယာလိုက်တာလို့ချမ်းသာလိုက်ကြတာလို့ဆိုပြီးတော့အာမကြပါနဲ့အပြင်ကဘဝတွေနဲ့ social media ပေါ်ကဘဝတွေကတူတာရှိပေမဲ့ထုံမပြကြတဲ့ပြဿနာတွေလည်းရှိပါတယ်အကုန်လုံးကိုမဆိုလိုပါဘူးတချို့ကိုပြောတာပါကျွန်တော်အသည့်တရေတယောက်ရှိတယ်။သူ့ကုမ္ပဏီရဲ့လစဉ်ဝင်ငွေက3500ရှိတယ်။အကောင်းစားအိမ်နဲ့အကောင်းစားကားနဲ့ပေါ့။စားလိုက်ရင်လည်းအဆင့်မြင့်ဟိုတယ်တွေမှာပေါ့။လူတွေကလည်းသူ့ကိုယိုသေးကြတဲ့ချစ်ခင်ကြတယ်။ဒါပေမဲ့သူ့လုပ်ငန်းရဲ့ထွက်ငွေကတစ်လကို3800လောက်ဖြစ်နေတယ်။စီမံခန့်ခွဲမှုညံလို့ပဲပြောပြောကန်ဆိုးတယ်ပဲပြောပြောဘာပဲပြောပြောသူ့မှာတစ်လ3500ဝင်နေပြီမဲ့လာတိုင်း300ရှုံးနေခဲ့ပါတယ်။လူအများမြင်မှာတော့သူ့ဘဝကြီးကတာယာလိုက်တာအဆင်ပြေလိုက်တာသူ့လိုနေရရင်ဘလောက်ကောင်းမလဲလို့အားကြနေပေမဲ့သူကတော့အကျွေးကင်းပြီးတစ်လကို300လောက်မဆုံးရှုံးတဲ့အပူပင်နေတဲ့ခမရတို့ကျွန်တော်တို့လိုတာမန်ဘဝတွေကိုပြန်အားကြနေတာပါလူဘဝကရှုပ်ထွေးပါတယ်မြင်သမျှကိုမယုံပါနဲ့မြင်စေချင်တာတွေကိုပဲပြနေကြတာပါဘေးပတ်ဝန်းကျင်ကတင့်ကိုမြင်စေလိုတာကိုပြနေတာကိုအားမကြပါနဲ့သူတို့နဲ့လိုက်မရှင်ပါနဲ့လူတိုင်းမှာပြဿနာရှိပါတယ်ထုံမပြကြတာပါအဲ့ဒါကိုငါမှာပဲဒီပြဿနာတွေရှိနေတယ်လို့မတွေးပါနဲ့အားလုံးကသူ့ပြဿနာနဲ့သူပါစိတ်တက်မကြပါနဲ့မတိမချင်းပြဿနာကတစ်ခုပြီးတစ်ခုလာနေအောင်ပါပြဿနာမရှိတဲ့လူဆိုတာမရှိပါဘူးတမ္မရာကနေလယ်သမားအထိပြဿနာရှိကြပါတယ်ပြဿနာရှိလို့စိတ်ညစ်ရမယ်ဆိုဘယ်တော့မှပျော်နေရမှာမဟုတ်ပါဘူးပြဿနာရှိလဲပျော်အောင်နေတတ်အောင်ကြိုးစားပါသင်ဘဝကိုသင်ပျော်နေဖို့ကအရေးကြီးဆုံးပါရှိနေတဲ့ပြဿနာကိုဖြေရှင်းရင်းနဲ့ဘဝကိုနေတိုင်းပျော်ပျော်ရွှင်ရွှင်ကြမ်းကြမ်းမာမာနဲ့ဖြတ်သန်းနိုင်ကြပါစေခင်ဗျာဆုံးဖြတ်ချက်အမှားတစ်ခုကျွန်တော်အတိတ်တယောက်ရှိတယ်သူကမွေးကလေးကဆုံးဖြတ်ချက်တွေမှန်ကန်ခဲ့တာအသက်60ကျော်အထိဇက်ထိုက်ပါပဲသူ့အသက်20ဝန်းကျင်တုန်းကအစိုးရဌာနတစ်ခုမှာအလုပ်လုပ်ရတယ်သူကိုယ်တိုင်ကလည်းစူးစမ်းခဲ့တယ်တော်လဲတော်တော့ယာဓုတွေဇက်တိုက်တက်တယ်ဌာနတစ်ခုမှာအကြီးအကဲဖြစ်ခဲ့သလိုအရန်ချမ်းသာတဲ့အမျိုးသမီးကိုလည်းသူပိုင်ဆိုင်ခဲ့တယ်ဂုဏ်လည်းရှိတယ်ငွေလည်းရှိတော့လူတကာအထင်ကြီးလေးစားတာခံခဲ့ရတဲ့သူပေါ့သူ့ပိုင်ဆိုင်မှုတွေကလည်းအများကြီးပေါ့အိမ်နေချမ်းနေကားတွေတသက်လုံးဆုံးဖြတ်ချက်တွေကိုမှန်ခဲ့ပြီးပြည့်စုံလာခဲ့တဲ့အဲ့ဒီလူကအသက်60ကျော်အချိန်မှာကုန်းကောက်เสียမရှိအောင်ချိုးချိုးတက်တက်နေရတာကိုမြင်တော့အယမ်းအံ့ဩမိတယ်။ဘာဖြစ်လို့လဲဆိုတော့သားသမီးတွေကိုအလိုလိုက်မိခဲ့လို့ပါ။ငွေကြေးချမ်းသာခဲ့တော့သားသမီးတွေကိုအလိုလိုက်ပြီးလိုအပ်တာတွေအကုန်လုပ်ပေးတယ်။သားသမီးတွေကလည်းမိဘကိုမသိတတ်တဲ့သူတွေဆိုတော့ပိုဆိုးတာပေါ့။လောင်းကစားလုပ်တယ်ပေးသမျှမလောက်ဘူးမလောက်တော့နယ်ဝေးတစ်ခုကိုထွက်ပြေးသွားကြတယ်။ကလေးတစ်ယောက်မွေးတယ်မွေးတဲ့ကလေးကိုနိုင်ငံခြားမှာဆေးကုရမယ်ဆိုပြီးအဖေစီကနေလိန်တောင်းတယ်။အဖေကတော့သူ့မြီးလေးအသက်ရှင်ဖို့ဆိုပြီးပြောသမျှယုံပြီးရှိတာတွေပေါင်နေရောင်းနေရသလောက်တစ်ပတ်ကို300နဲ့ချီ10နဲ့ချီပို့ပေးရှာတယ်။အဲ့ဒီကလေးလေးကိုသူကိုယ်တိုင်တောင်တစ်ခါလားပဲမြင်ဘူးတယ်။ဒါတောင်တနာရီမပြည့်ဘူး။အလိန်ပေါ်မှာစိုးလို့ခဏပဲပေးတွေ့ခဲ့တာ။သူ့အမားကအကျိုးအကြောင်းကိုသေချာမစစ်ဆေးပဲသားသမီးကိုအယုံလွန်ပြီးကလေးကိုရအောင်ကယ်မယ်လို့ဆုံးဖြတ်ချက်ချခဲ့တာပါတကယ်ကကလေးမှာယောဂရှိမရှိတောင်ဆေးစာအုပ်သူမမြင်ဘူးခဲ့ပါဘူးဘေးလူတွေအမြင်မှာလိန်တောင်းနေမှသိတယ်လောင်းကစားလုပ်နေကြတယ်သူ့စီကရသလောက်အကုန်ယူနေတယ်ဆိုတာလဲဘေးလူတွေကသိတယ်ဝိုင်းတာကြခဲ့ပါတယ်အကျိုးအကြောင်းဆင်ခြင်ဖို့တတိပေးကြတယ်ဆေးကုဖို့လိုအပ်ရင်ကိုယ်တိုင်နိုင်ငံခြားသွားဖို့ကုဖို့စီစဉ်ပေးမယ်ကမ်းလှမ်းတာကိုဟိုဘက်ကလက်မခံခဲ့ဘူးငွေပဲလိုချင်တာသူကငွေမရှိလဲမရရအောင်ပေါင်နှံချေးပြီးတော့ပို့ပေးရှာတယ်သူတိတ်ခါမှမငဲ့အတိအကုန်လုံးစီကငွေလိုက်ချေတယ်ဝင်ငွေနဲ့ထွက်ငွေကမမျှတတော့ပြန်မဆက်နိုင်ဘူးနောက်ဆုံးသူ့ကိုမြင်ရင်ဘသူမှစကားမပြောချင်တဲ့အနေအထားပါဖြစ်လာခဲ့တယ်အားလုံးကသူ့ကိုရှောင်ဖယ်လာကြတယ်ခမမဆက်ဆံလာကြတယ်အရင်ကသူ့ကိုအရန်လေးစားချစ်ခင်ကြတဲ့အမျိုးတွေကအစာပေါ့ဘာကြောင့်ငွေလိုနေလဲသိတော့မကူညီကြကြတော့ဘူးအခုတော့သူကိုယ်တိုင်ယောဂခံစားနေရပြီလိုင်းကတိုးစီပြီးဆေးကန်းပြနေရရှာပြီဘလောက်ပဲတစ်သက်လုံးဆုံးဖြတ်ချက်တွေမှန်ကန်ခဲ့ဆုံးဖြတ်ချက်တစ်ချက်ကလေးမှားတာနဲ့ဘဝပြတ်သွားနိုင်တာကိုပြောပြချင်တာပါကျွန်တော်တို့တွေလည်းနေတိုင်းရာနဲ့ချီတဲ့ဆုံးဖြတ်ချက်တွေချရပါတယ်မနက်မိုးလင်းမျက်စိနှလုံးပွင့်တာနဲ့ထမာလာဆက်အိမ်မာလာကစပြီးချလိုက်ရတဲ့ဆုံးဖြတ်ချက်တွေအိတ်တဲ့အချိန်ထိပါပဲဒါပေမဲ့သတိထားရမှာကဘလောက်ပဲနေတိုင်းဆုံးဖြတ်ချက်တွေမှန်ကန်ပြီးအောင်မြင်နေပါစေဆုံးဖြတ်ချက်အမှားအကြီးကြီးတစ်ခုလုံးမိရင်ဘဝနဲ့ပါပေးဆက်ရတယ်ဆိုတာဆင်ခြင်မိဖို့ပါပဲဆုံးဖြတ်ချက်အမှားသေးသေးလေးတွေကတော့အမြဲရှိနေမှာပါတချို့ဆုံးဖြတ်ချက်တွေကမှားယွင်းသွားခဲ့ရင်ပြန်ပြင်လို့မရသလိုအဆုံးသက်ပါမလှကြောင်းအတိတယောက်ရဲ့ကိုယ်တွေ့ဘဝလေးနဲ့ sharing လုပ်ပေးတာပါနားထောင်နေတဲ့သူတွေလည်းနေ့စဉ်မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်ကြပါစေခင်ဗျာဆင်ခြင်နိုင်ရန်မေတ္တာနဲ့ပြောပြခြင်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ခေါင်းစဉ်တစ်ခုအနေနဲ့ unfollow ပါကျွန်တော် Facebook ထဲမှာ friend အယောက်9000နီးနီးရှိပါတယ်
ပြီးတော့ follow လုပ်ထားတဲ့ page တွေလည်းအများကြီးပါအကြည့်မတက်ရင် Facebook သုံးရတာတကယ် stress များပါတယ်ကျွန်တော်တို့ Facebook သုံးနေရင်လည်းအရန်ကြွားခံနေရပြီလို့ခံစားလာရရင် unfollow တယ်သူ့ post တွေဖတ်ရတာအပူတွေကူးလာတယ်ခံစားရရင် unfollow တယ်သူ့ရဲ့ post တွေကိုဖတ်ရတာအပူတွေကူးဆက်လာတယ်လို့ခံစားရရင် unfollow တယ်သူမျက်နှာမြင်လို့အာကုသို့များတဲ့ခံစားရရင် unfollow တယ်အကြည့်တက်လေးတွေပဲအကောက်ထဲထားတယ်ကောင်းမလေးချောချောလေးတို့မိုဒီယူဖို့ body mic တဲ့ဘဲကြီးတို့အခွေတွေ share တဲ့သူတွေတို့ဘုဟုတုရတွေ share တဲ့သူတို့မမတင်သားတို့မမလူတို့လိုမျက်စိအေးစေတာလေးပဲထားပါတယ် Facebook က relate ဖြစ်ခြင်းလို့တုံးတာပါကို friend list ကိုဟာကိုစီစစ်ပါဘသူကိုကြည့်ခြင်းလဲဘသူတင်တာမကြည့်ခြင်းဘူးလေကိုဟာကိုရွေးလို့ရနေတာပဲကို stress အဖြစ်မခံပါနဲ့ပြင်မလောကမှာစိတ်ညစ်ညူးစရာတွေစိတ်ပင်ပန်းစရာတွေလုံလောက်နေပါပြီ Facebook မှာထပ်ပြီးစိတ်ပင်ပန်းမခံကြပါနဲ့ unfollow ပါဘလော့ပါ Facebook မှာတင်မဟုတ်ဘူးလုံးတက်ရင်အပြင်လောကမှာလည်း unfollow ရောဘလော့ရောလုပ်လို့ရပါတယ်ကြွားဖို့တက်တက်ကြီးထမင်းစားဖိတ်ရင်မသွားနဲ့ပေါ့အောင်မြင်နေကြောင်းပြခြင်းလို့ချိန်ထားတာမျိုးဆိုမသွားနဲ့ပေါ့ကျွန်တော်တို့အိမ်တစ်တက်ပွဲတစ်ခုသွားဖို့တယ်အိမ်ရှင်ကတခန်းဝင်တခန်းထွက်လိုက်ပြပြီးဘလို့ပစ္စည်းတွေတုံးတာအကြောင်းဘလောက်ကုန်ကြောင်းလိုက်နားထောင်ရနာနဲ့တင်အောက်မှာကျွေးတဲ့ဓာန်ပေါက်ကုန်သွားလို့မစားလိုက်ရတာမျိုးပေါ့ဓာန်ပေါက်ထိုင်စားနေတော့ဘေးကကြွားနေရင်တော်သေးတယ်အခုကအတော်အဆင်မပြေဘူးစတာပါဒီလိုပြောလို့အိမ်သစ်တက်ဖိတ်တိုင်းကြွားတယ်လို့ပြောတာမဟုတ်ပါဘူးတချို့ကိုပြောတာပါကိုကအရာရာအဆင်မပြေတဲ့အချိန်ဆိုသူ့အတွက်ဝမ်းသာတာနည်းနည်းကိုဟာကိုတိမ်ငယ်ဝမ်းနေသလိုဖြစ်လာနိုင်ပါတယ်ငါကြတော့ဘာလို့မအောင်မြင်တာလဲငါကြတော့အိမ်အောင်အပိုင်မရှိဘူးဆိုပြီး depression တွေဝင်လာနိုင်ပါတယ်အခြေအနေအရအလိုလိုနေရင်သူနဲ့ကိုရှင်ကြည့်မိပြီးလောင်ပါတယ်ဖြစ်ဘူးလို့ပြောပြတာပါအဲ့လိုဖြစ်မိပြီးအားမငယ်ပါနဲ့စိတ်တက်မကြပါနဲ့သူ့ဘဝကသူ့ဘဝကိုဘဝကကိုပါမတူပါဘူးသူ့လိုဖြစ်အောင်ကြိုးစားလဲသူ့လိုဖြစ်ချင်မှဖြစ်မှာဒီနိုင်ငံမှာကြိုးစားတိုင်းလဲမအောင်မြင်ဘူးအဲ့တော့အားမကြပါနဲ့သူတို့လည်းပြကျင်တာပဲထုတ်ပြနေတာသူတို့ထုံးမပြတဲ့လူသိမခံတဲ့ပြဿနာကတင်းပြဿနာထက်10ဆလောက်ရှိရင်ရှိနေမှာပါပြသလောက်ပဲမြင်တာကိုအရန်အဆင်ပြေနေတယ်ထင်ပြီးအားမငယ်ပါနဲ့ငွေရှိပြီးကျမ်းမာရေးမကောင်းလို့အားငယ်နေတဲ့သူတွေလည်းအများကြီးပါပဲကိုယ့်အကိုကျမ်းမာအောင်နေပါအားကစားလုပ်ပါလက်ရှိအလုပ်ကိုအကောင်းဆုံးလုပ်ပါအလုပ်မရှိရင်ကိုဘာဝါသနာပါလဲကိုယ့်အကိုလေ့လာပါကိုဘာလုပ်နေရရင်ပြောလဲစမ်းစစ်ပါပေါက်ကရလို့ရမှပြောတဲ့ဆိုရက်ဖို့အချိန်ယူပါကောင်းတာလုပ်ရတာပြောရင်အဲ့ဒါကိုပိုအားဆိုင်ပေါ့နေတိုင်းပျော်အောင်နေပါငွေရှိမှပျော်ရတာမဟုတ်ပါဘူးငွေမရှိလဲပျော်အောင်နေတတ်သွားရင်အသက်ရှင်ုံထက်ဘဝကပိုလေးနဲ့သွားမှာပါကိုကိုစိတ်ညစ်ညူးစေမဲ့လူတွေကို Facebook မှာလည်း unfollow အပြင်လောကမှာလည်း unfollow ပါဘလော့လိုက်ပါအပြင်လောကကစိတ်ပင်ပန်းညစ်ညူးစရာတွေကတနေ့တာအတွက်လုံလောက်နေပါပြီ social media မှာထပ်ပြီးစိတ်ပင်ပန်းမခံပါနဲ့ခင်ဗျာနောက်တဲ့ခေါင်းစဉ်တစ်ခုကတော့ကိုအရင်တနာပါအရန်ပြင်ရခက်တဲ့အကျင့်ထဲမှာတနာတက်တဲ့အကျင့်လဲပါပါတယ်ကျွန်တော်အရင်ကဆိုပလိန်ကြီးတွေလူတွေကိုလိုက်တနာနေတာတယောက်ယောက်ကအိမ်ပေါင်ထားလို့မရွေးနိုင်ရင်ဆုံးရပါတော့မယ်ပြောပြီးငွေချီးရင်လဲပေးလိုက်တာပဲကိုထက်အစတရာလောက်ချမ်းသာတဲ့သူကပတ်စံမရှိဘူးညီးပြပြီးငွေလာချီးရင်လဲတနာပြီးချေးမိတာပဲနှလုံးထိထိုးတာရှုံးလို့သူ့ယောက်ျားသိရင်တတ်ပါတော့မယ်ဆိုတဲ့တငယ်ချင်းကိုလဲတနာပြီးချေးလိုက်တာပဲအဲ့လိုတွေချေးရင်ကူညီရင်းနဲ့ပြန်မရတာတွေများလာတော့တကယ်တမ်းတနာစရာကောင်းတာကိုပဲဖြစ်ပြီးမွဲလာရောအတိုးနဲ့ချေးတာလည်းမဟုတ်တနာလို့ကူညီလိုက်ရင်းနဲ့ကိုကတနာစရာကောင်းသွားတာမျိုးပေါ့လူတွေကိုမကူညီနဲ့မပြောပါဘူးကူညီလို့ရပါတယ်ကိုဒုက္ခရောက်စေလောက်တဲ့အထိသူများကိုမကူညီပါနဲ့ကို့မှာမရှိတဲ့ဂျားတွေကကူညီခြင်းနဲ့ဆိုရင်အဆုံးခံနိုင်မှကူညီသင့်ပါတယ်ခံရတာတွေများလာတော့အခုနောက်ပိုင်းကိုဟာကိုပဲတနာဖြစ်သွားပြီအကူညီလာတောင်းတဲ့အခါကူညီနိုင်ရင်ကူညီမယ်မကူညီနိုင်ရင်လည်းအာမနာဘူးမကူညီနိုင်ဘူးတခါတည်းညင်းလိုက်တယ်အာမနာတော့ပါဘူးကျွန်တော်တို့မြန်မာလူမျိုးတွေကနိုးလို့ပြောရမှာကိုအင်မတန်မှအာနာတက်ကြတယ်ဗျအဆင်မပြေဘူးမရှိဘူးမလာဘူးမချစ်ဘူးမစားဘူးလို့တဲ့မပြောချင်ကြဘူးအစင်မပြေဘူးဆိုတာကိုအစင်မပြေဘူးမပြောဘဲကျွန်တော်အခြေအနေကြည့်ပြီးပြန်ပြောမယ်လို့အာနာနာနဲ့ပြောတတ်တယ်တကယ်ကအဲ့ဒါကနိုးလို့ပြောချင်တာချစ်လို့အဖြေတောင်းတာကိုညင်းကျင်လဲဟဲ့နင့်ကိုငါမကြိုက်ဘူးပြောဖို့အာနာတော့နင်းနဲ့ငါတိုက်မတူလို့အစင်မပြေလောက်ဘူးလို့ဘာလို့ကြားကောင်းအောင်ညင်းကြပြန်ရောတကယ်ကနိုးတခွန်းတွေကပို့အဆင်ပြေပါတယ်တစ်ဖက်သားအတွက်ဘာမျောလင်းချက်မှထပ်မပေးဖြစ်တော့ဘူးအငင်းခံရတဲ့သူလဲစိတ်ရှင်နေငွေလာချေးလဲမကူညီနိုင်ရင်မကူညီနိုင်ဘူးလို့ပြောတာကောင်းပါတယ်တခြားအကူအညီဆိုရင်လဲကူညီနိုင်ရင်ကူညီမယ်မကူညီနိုင်ရင်မကူညီနိုင်ဘူးတဲ့ပဲပြောတာပိုကောင်းပါတယ်လူတိုင်းကိုဘယ်သူမှမကူညီနိုင်ပါဘူးတင်မမဟုတ်ဘူးအမေရိကန်သမ္မတတော်သူ့နိုင်ငံသားတိုင်းကိုသူမကူညီနိုင်သေးပါဘူးကိုကြောင့်ကိုပတ်ဝန်းကျင်ကိုဝင်တော့ဝင်ဖို့
မဖြစ်စေတာကလည်းကူညီခြင်းတစ်မျိုးပါပဲသူများကိုမကူညီနိုင်ရင်တော့ဒုက္ခလိုက်မပေးဖြစ်တော့ဘူးပေါ့တယောက်ယောက်ကအကူညီတောင်းလာရင်လေပြန်ဆန်းစစ်ပါတနာစရာကောင်းတာသူလားငါလားပေါ့သူ့ကိုကူညီလိုက်ရင်ငါကတနာစရာကောင်းသွားမှာလားစဉ်းစားပြီးမှကူညီသင့်ရင်ကူညီပါညင်းသင့်ရင်ညင်းပါဒီလိုပြောလို့လူတွေကိုမကူညီရဘူးမပြောပါဘူးကိုယ့်အကိုထိကြိုက်လောက်တဲ့အထိမကူညီဖို့ပြောတာမထိခိုက်ရင်ကူညီပါကိုယ့်အကိုအရင်အခြေခိုင်အောင်တိဆောက်ပြီးမှသူများကိုတိဆောက်ပေးနိုင်မှာပါကိုယ်အစဉ်ပြေမှသူများကိုကူညီနိုင်မှာဖြစ်လို့ကိုယ်အစဉ်မပြေမအောင်မြင်ခင်ကာလလေးမှာကိုယ့်အကိုအရင်သနာဖို့လိုအပ်ပါတယ်ကိုယ်အရန်အစဉ်ပြေသွားရင်တော့သူများကိုဆက်ပြီးကူညီလို့ရတာပေါ့ခင်ဗျာဆက်လက်ပြီးဖတ်ပြပေးမဲ့ခေါင်းစဉ်နောက်တစ်ခုကတော့လိုက်မယောင်ပါနဲ့တဲ့သူများယောင်တိုင်းလိုက်မယောင်ပဲစိတ်နိုင်တဲ့လူအများစုကအောင်မြင်မှု chance ပုံများပါတယ်ဥပမာဗျာ iPhone ဆိုတော့လူအများစု iPhone ကြိုက်ကြပါတယ်သူ့မှာလည်းကြိုက်လောက်စေရစွမ်းဆောင်ရည်တွေအများကြီးရှိသလိုဈေးလဲကြည့်တာကို iPhone ရဲ့ကင်မရာရုပ်ထွက်တို့ security တို့ကလူကြိုက်များပြီမဲ့အဲ့ဒါတွေဘာမှနားမလဲပဲဈေးကြီးဖုံးဖြစ်လို့လူအထင်ကြီးအောင်လိုက်ကင်တဲ့သူတွေလည်းတသက်ရှိပါတယ်လူရှင်ရင်ပြီးရောလူအထင်ကြီးဖို့အရေးကြီးတယ်ဆိုသူမျိုးပေါ့iPhone ကိုမော်ဒယ်အသစ်ထွက်တိုင်းထဲလဲကင်နေတဲ့လူဒန်းစားတရက်မြန်မာပြည်မှာအများကြီးရှိပါတယ်။တလ300ချီထောင်ဝင်ချီတဲ့သူတယောက်အတွက်ကတော့ iPhone အသစ်ထွက်တိုင်းတစ်လုံးဝယ်ကင်တာအဆန်းမဟုတ်ပါဘူး။လက်ထဲငွေ1000ရှိလို့နေကြစီ2ထုပ်လောက်ကုံစုံဆိုင်မှာဝယ်သလိုသူ့အတွက်တာမန်ကိစ္စတစ်ခုပါပဲ။ Selena Gomez လမ်းလျှောက်ထွက်ရင်ချမ်းသာလို့ LV showroom ထဲဝင်ပြီးကိုအင်ကြီးတစ်ထဲဝယ်ဝတ်သလိုမျိုးပေါ့။အဲ့လိုကြွယ်ဝတဲ့လူဒန်းစားကတသက်ရှိပါတယ်။ကဘာပတ်နေတဲ့သူတွေကလည်းအဲ့ဒီလိုပါပဲ။နိုင်ငံတစ်ခုရဲ့လေဆိပ်တစ်ခုကနေနောက်နိုင်ငံတစ်ခုကိုလေရင်စီးတာကကျွန်တော်တို့ဘတ်ကားဂိတ်တစ်ခုကနေနောက်ဂိတ်တစ်ခုကိုလိုင်းကားစီးနေတယ်လို့ပါပဲအထူးဆန်းတော့မဟုတ်ဘူးပေါ့သူ့ကြွယ်ဝမှုအတိုင်းအတာနဲ့ class နဲ့နေကြတာမျိုးပေါ့ဒါကိုအားမကျတင်ဘူးလားဆိုတော့အားကျတင်တာပေါ့ဘာမှမရှိတယ်ကျွန်တော်တို့လူတွေကအဲ့ဒီလိုဖြစ်လာဖို့ထိုင်အားကျဆူတောင်းပြီးငွေဝင်မဲ့ post တွေ Facebook မှာထိုင် share နေုံနဲ့မရပါဘူးအလုပ်လုပ်ရပါမယ်ဝန်ထမ်းအလုပ်လုပ်နေရင်ကနေကိုပိုင်ဆိုင်သေးသေးလေးရဲ့ပိုင်ရှင်ဖြစ်ဖို့ကြိုးစားရပါမယ်ဆိုင်သေးသေးပိုင်ရှင်ကနေငွေစုပြီးဆိုင်ခွဲတွေဖွင့်ငွေထက်စုပြီးရင်းနှီးမြှုပ်နှံသူအဆင့်အထိရောက်အောင်တွားရမှာပါဒါမှကိုအိတ်နေတဲ့အချိန်ငွေကဝင်နေမှာပါအလုပ်လုပ်နေုံနဲ့မပြီးပါဘူးရလာတဲ့ငွေကိုထိန်းသိမ်းတတ်ဖို့လိုသလိုစနစ်တကျရင်းနှီးမြှုပ်နှံတတ်ဖို့ invest လုပ်တတ်ဖို့လည်းလိုအပ်ပါတယ်ငွေရှာရတာခက်သလိုရလာတဲ့ငွေကိုထိန်းသိမ်းရတာကပိုခက်ခဲပါတယ်အခက်ခဲဆုံးကတော့ invest ပြန်လုပ်ရတဲ့အပိုင်းမှာ invest လုပ်တာက risk ရှိနေတာကိုအခုမှဘဝစမဲ့သူတွေအတွက်ပြောချင်တာကကိုကဘာမှမဟုတ်သေးတဲ့အနေအထားတစ်ခုဆိုရင်ဖုန်းအသစ်ပေါ်လာတိုင်းကားအသစ်ပေါ်လာတိုင်းမဝယ်သင့်ပါဘူးဖုန်းတွေကားတွေမှာမဟုတ်ပါဘူးကိုဝင်ငွေနဲ့မသက်ဆိုင်တဲ့ပတ်ဝန်းကျင်တွေမှာကျင်လည်တာမျိုးတွေလည်းရှောင်ရှားသင့်ပါတယ်လူရှင်ဖို့သုံးပြဆွဲပြတာမျိုးတွေပေါ့အောင်မြင်တဲ့သူတဦးဖြစ်လာဖို့ကရိုးသားမှုရှိဖို့ရဲ့ဂတိတည်ဖို့ရဲ့ကအရေးကြီးဆုံးပါ business investment လုပ်တဲ့သူတွေကလည်းပါတနာရှာလာတဲ့အခါမှာရိုးသားပြီးဂတိတည်တဲ့သူနဲ့ပဲလက်တွဲကျင်ကြတာပါအခုခေတ်မှာငွေရှိတဲ့သူကများလာပြီးမဲ့ရိုးသားပြီးဂတိတည်တဲ့သူကတစ်နေ့ထက်တစ်နေ့ရှားပါလာပါပြီငွေရှိမှလူကတန်ဖိုးရှိတာမဟုတ်ပါဘူးရိုးသားမှုဂုဏ်နဲ့ဂတိတည်တာကလည်းအရန်အရေးကြီးပါတယ်အချို့အပြည့်ပြောရရင်တော့မလို့အပ်တာတွေကိုမဝယ်ပါနဲ့သူများကိုအားမကြပါနဲ့သူများရောင်တိုင်းလိုက်မရောင်ပါနဲ့ကိုဘွားကိုတိပါဖုန်းအသစ်ပေါ်လာတိုင်းနေကြစီတထုပ်ဝယ်သလိုဝယ်နိုင်သူများဖြစ်တဲ့အထိစ조사ပြီးအောင်မြင်ကြပါစေခင်ဗျာနောက်တစ်ကောင်းစဉ်ကတော့အချင်းချင်း sport ပေးပါအဆိုတော်ဖြစ်ချင်နေတဲ့တငယ်ချင်းတယောက်ဖုံးဆက်လာတယ်သူကြိုးကြိုးစားစားနဲ့3နှစ်လောက်ဖန်တီးထားတဲ့အခွေလေးပြီးပြီတဲ့အဲ့ဒါအမှတ်တရအခွေလေးလာပေးခြင်းလို့ပါတဲ့သူအဲ့ဒီအခွေအတွက်တော်တော်ကြီးပင်ပန်းထားတာကိုအတီဆုံးသူလည်းတိတ်ပြေလဲနေတာမဟုတ်ပါဘူးဒီလိုပဲဂီတကိုငငယ်လေးတွေကယူသွတ်တော့အလုပ်တစ်ဖက်နဲ့အလုပ်လေးလုပ်လိုက်ငွေစုလိုက်စတူဒီယိုပြေးလိုက်နဲ့တော်တော်ပင်ပန်းရှာတာအဲ့ဒါအခွေလေးပြီးပြီဆိုတော့ဝမ်းသာပါတယ်ဗောဒါနဲ့အခွေကကိုအပါဝင်လူဘယ်နှယောက်ကိုအခုလိုအလကားပေးမှာတော့လို့မေးကြည့်တော့အတိတွေရင်းနှီးတဲ့သူတွေဆရာသမားတွေနဲ့ဆိုရင်အနည်းဆုံးအယောက်90လောက်ပေါ့တဲ့အစကတော့အလကားပဲရတာပဲကိုယူလိုက်မလို့ပါပဲသူ့ဘက်ကပြန်စင်းစားရင်ကြတော့တယောက်စာအလကားမပေးရရင်လဲတယောက်စာတက်တာတာပဲ10ယောက်စာဆိုပိုတောင်တက်တာသွားအောင်ပါဒါတောင်မေ့ပြီးမပေးလို့စိတ်ဆိုးမဲ့သူတွေကလည်းရှိရင်ရှိအောင်ပါဒါနဲ့သူ့ဘက်ကိုယ့်ဘက်စဉ်းစားပြီးငါကတော့ခင်ရင်အလကားမပေးပါနဲ့လို့မင်းကိုစပို့ပေးတဲ့အနေနဲ့ဝယ်ပြီးနားထောင်မယ်လို့ပြောလိုက်တယ်မြစ်တာနဲ့အမတ်တရပေးတာတကယ်ကောင်းပါတယ်ဒါပေမဲ့လူတစ်ယောက်ကလူအယောက်90ကိုအလကားပေးတာထက်လူအယောက်90ကကိုခင်တဲ့သူတစ်ယောက်ရဲ့အမှုပညာကိုအတိမတ်ပြုတဲ့အနေနဲ့ wine sport ပေးပြီးဝယ်လိုက်တယ်လို့မျိုးဆိုတာကပိုကောင်းတာပေါ့အလကားရတိုင်းမယူသင့်တာမျိုးပေါ့ဗျာနောက်အဲ့လိုအလားတူတစ်ခုကအချင်းချင်းဈေးအောင်ကြဝယ်ကြတဲ့အခါမျိုးမှာပေါ့အချင်းချင်းမို့လို့ရှော့ပေးခိုင်းတာမျိုးတဲ့အချင်းချင်းမို့ငါ့ကိုဈေးမလျှော့နဲ့ဆိုတာမျိုးဖြစ်စေချင်တာဈေးရောက်တဲ့သူကလည်းအများနဲ့ရောင်းနေတာဆိုတော့သူနဲ့သိတဲ့သူတိုင်းကိုသူလျှော့ပေးနေရင်ကြာလာရင်သူ့အတွက်ထိခိုက်ပါတယ်
ထိုက်တဲ့ဈေးနဲ့ရောင်းတဲ့သူကိုပြောတာပါဂျင်းထဲတဲ့ဆိုင်တွေမပါပါဘူးသူများစီဝယ်လဲဒီဈေးကိုစီဝယ်လဲဒီဈေးပဲဆိုရင်ကိုလူစီပဲဝယ်တင်ပါတယ်ထက်လဲမစင်းနဲ့ပေါ့ကျွန်တော်အရင်ကသတိမတားမိပဲအလကားရတိုင်းလိုချင်မိတာရဲ့အချင်းချင်းဆိုသူများထက်ဈေးလျှော့ခိုင်းမိတဲ့ခါယူကျိုးနေတဲ့အကျင့်တွေကိုထပ်မလုပ်မိအောင်ကိုသတိပေးတဲ့အနေနဲ့ရေးကြည့်တာပါကိုရေးပြတဲ့စာဆိုရင်ကိုပြန်ကျင့်သုံးဖို့လိုတယ်လေယူနေရတာပေးလိုက်ရတာကတခါတခါပိုစိတ်ချမ်းသာရပါတယ်ကိုအချင်းချင်းစပို့ပေးဖို့စေတနာနဲ့အကြံပြုရေးသားထားတာပါခင်ဗျာနောက်တစ်ခေါင်းစဉ်ကတော့ရောင်ရဲတက်သွားရင်အေဂျင့်သွားမှာပါတဲ့အိမ်မက်တွေအများကြီးနဲ့အောင်မြင်ချမ်းသာဖို့ကြိုးစားနေတဲ့သူတွေဆိုရင်ဒီဘိုက်ကိုကြော်သွားပြီပါဟိုနေ့ကတငယ်ချင်းတယောက်နဲ့လုပ်ငန်းတွေအကြောင်းစကားပြောဖြစ်တယ်ဗျသူကသူ့လုပ်ငန်းတွေကတလောက်ကိုသိန်းဗနေရမျက်နေပြီးဘာတွေဆက်တိုးချင်မယ်ပေါ့ဘလို့တွေအလုပ်တွေစူးစမ်းနေတဲ့အကြောင်းပြောတယ်ဗျသူကတော့သူ့ရီမန်းချက်တွေအိမ်မက်တွေအကြောင်းစီကပတ်ကုန်းပြောပေမဲ့ထူးဆန်းတာတစ်ခုကကျွန်တော်သူ့ကိုအရင်ကလိုမနာလိုမဖြစ်မိသလိုအားလဲမကြမိတော့ပါဘူးအရင်ကဆိုသူနဲ့စကားပြောရင်သူ့ဝင်ဝင်နဲ့ကိုဝင်ဝင်ကိုမစီမဆိုင်နေလိုက်ပြိုင်မိတယ်ငါတို့ကအသက်ချင်းအတူတူကိုသူကမြေကွက်ဘယ်နှကွက်အိမ်ဘယ်နှလုံးပိုင်နေပြီးကားကဘာကားစီးနေပြီဆိုပြီးတော့ကိုယ့်ဟာကိုအားမလို့အားမရဖြစ်ပြီးပူလောင်နေတာမျိုးပေါ့နောက်ဆုံးသူအောင်မြင်နေတာကိုဝမ်းသာပေးရမယ့်အစားမနာလိုစိတ်တွေပဲဖြစ်မိတာပဲအဖက်တင်တာပေါ့အခုရင်းချက်လာလို့ပြန်သုံးသက်ကြည့်တော့မှကိုယ့်ရဲ့ပြဿနာကမယောင်ရဲတက်တဲ့ပြဿနာပါမယောင်ရဲတက်တာတကယ်ကိုပြဿနာတစ်ခုလို့ပူလောင်ရပါတယ်ကို့မှာရှိနေတာကိုတန်ဖိုးမထားမိပဲပတ်ဝန်းကျင်ကသူများတွေရှိနေတာနဲ့လိုက်ပြီးတော့ရှင်မိတာကတော်တော်လေးဆိုးတာပါလားအခုနောက်ပိုင်းနေတက်လာတော့ကိုပတ်ဝန်းကျင်နဲ့ကိုလိုက်ရှင်နေတာထက်လွန်ခဲ့တဲ့10နှစ်ကကိုဘွားနဲ့အခုကိုပဲပြန်ရှင်ဖြစ်တော့အေးချမ်းလာပါတယ်လွန်ခဲ့တဲ့10နှစ်ကငါဆိုင်ငယ်တော့မရှိလို့သူများဆိုင်ငယ်ကိုမျက်နှာငယ်နဲ့ငါစီးခဲ့ရတာပဲလွန်ခဲ့တဲ့10နှစ်ကစားတောက်ဆိုင်တစ်ခုသွားရင်ဈေးအရင်မေးပြီးမှစားခဲ့ရတာပဲလွန်ခဲ့တဲ့10နှစ်ကနေပြီးတော့ရန်ကုန်ပြန်ဖို့ကားက6000တက်တာအောင်သူများကားနောက်ဖုံးနဲ့လိုက်ကက်စီးဘူးခဲ့တာပဲအဲ့လိုတွေပြန်တွေးကြည့်ရင်ဘွားကတော်တော်ကြီးတီးတီးတသားပြောင်းလဲလာတာတတိယပြီးကိုဟာကိုပီတိတွေပြန်ရတာပေါ့ဗျာအရန်အောင်မြင်ခြင်းစိတ်တွေချမ်းသာခြင်းစိတ်တွေတန်းကြွယ်တရေဖြစ်ခြင်းစိတ်တွေရှိခဲ့ဘူးပေမဲ့အခုမရှိတော့ပါဘူးချမ်းလဲမချမ်းသာပါဘူးပိုင်ဆိုင်နာတွေအကုန်ပေါင်းရင်သူများကြိုက်နေတဲ့အိတ်တလုံးပိုးတော့မရှိပါဘူးဒါပေမဲ့ရောင်ရမ်းတက်သွားတော့နေ့ရက်တိုင်းစိတ်ချမ်းသာရတယ်ဗျဘသူစီကဘာမှမမျော်လင့်တော့ပဲဘသူနဲ့မှလည်းလိုက်မရှင်တော့ဖြစ်တဲ့နေ့ကစပြီးအေဂျင့်နဲ့နေပါပဲနောက်ထပ်ကောင်းစဉ်တစ်ခုကတော့လူတန်ဖိုးလူတစ်ယောက်ရဲ့တန်ဖိုးကယောက်ျားဘယ်နှယောက်ရဘူးတယ်မိန်းမဘယ်နှယောက်ရဘူးတယ်လူဘယ်နှယောက်နဲ့အိပ်ဘူးတယ်ဆိုတာနဲ့တိုင်းတာလို့မရပါဘူးလူတစ်ယောက်နဲ့တစ်ယောက်ချစ်ကြတယ်ကြိုက်ကြတယ်အိပ်ကြတယ်ဒါကဟိုးတက်ဦးဆန်ပိုင်ဘရင်ခေတ်ကလေးကရှိလာတဲ့ကိစ္စပါလူတစ်ယောက်နဲ့တစ်ယောက်ချစ်ကြကြိုက်ကြလို့ယူကြတယ်လူသိရှင်ကြားလက်ထပ်ကြတယ်အတူတူတိုင်ထဲနေကြတယ်အစဉ်ပြေရင်တဘွားလုံးရှိစက်ကြမယ်မပြေလို့တစ်ယောက်နဲ့တစ်ယောက်ညှိလို့မရရင်လမ်းခွဲကြတယ်ဒါကကပ္ပဘယ်နေရာမဆိုဖြစ်နေတဲ့ကိစ္စတစ်ခုဖြစ်ပေမဲ့မြန်မာပြည်မှာကြတော့အိမ်အောင်ကွဲတစ်ခုလက်မုတ်ဆိုးမှခလေးတစ်ယောက်အမေဆိုပြီးချိုးနေခေါ်ကြပါတယ်ဒါကြီးကိုဘယ်ကလေးကစားလိုက်တာလဲတော့မသိပေမဲ့ထပ်ပြီးအဲ့ဒီလိုမျိုးခွဲခြားနှိပ်ချသလိုတန်ဖိုးကျသွားသလိုပြောဆိုတာတွေကိုရက်စေခြင်းရင်အတွေးအခေါ်တွေကိုစပြီးပြုပြင်မှရပါမယ်ကိုပစံကိုရှာပြီးကိုထမင်းကိုစားနေတဲ့တန်ဖိုးရှိတဲ့လူနှစ်ဦးလက်ထက်ကြတယ်အတူတူအိတ်ကြတယ်စက်ကိစ္စတွေလည်းလုပ်ကြတယ်အစင်မပြေတဲ့အခါလမ်းခွဲကြတယ်ဘသူတန်ဖိုးမှတော့ရောမသွားဘူးလေတလ10သိန်းရှာနေတဲ့သူကတလ10သိန်းရနေမြဲပဲတလ2သိန်းရတဲ့သူကတလ2သိန်းရနေမြဲပဲသူ့အလုတ်အကင်နဲ့လုံနိုင်စွမ်းနဲ့အတက်ပညာဘယ်နေရာမှရော့မသွားပါဘူးခလေးတယောက်အဖေခလေးတယောက်အမေဖြစ်လို့လေတန်ဖိုးမှမကျသွားတာလူတန်ဖိုးကဗိုက်တဲကနေခလေးဘယ်နှယောက်ထွက်ဘူးလဲလူဘယ်နှယောက်နဲ့အိပ်ဘူးလဲနဲ့ဆုံးဖြတ်လို့မှမရတာရည်စားအများကြီးရှိခဲ့ဘူးလို့အိမ်အောင်ခဏကြခဲ့ဘူးလို့သူ့တန်ဖိုးမလျော့သွားသလိုပန်ဝန်းကျင်ကိုလည်းမထိခိုက်ပါဘူးသူ့ဘဝအဆင်ပြေသလိုသူဆုံးဖြတ်တာပါလူတွေကကိုယ့်ဘဝကပဲတန်ဖိုးရှိတယ်ထင်နေကြတာကခက်တယ်သူများဘဝသူများဒုက္ခကိုနားလည်ပေးကြတဲ့သူတွေကလည်းရှာပါတယ်တသက်လုံးဘသူနဲ့မှမအိပ်ဘူးပဲနဲ့ပတ်ဝန်းကျင်ရှိသမျှလူတွေကိုဒုက္ခဆုံနေအောင်ပေးနေတဲ့လူတွေမှအများကြီးပါအိမ်အောင်ကွဲတိုင်းတန်ဖိုးကြကြီးဆိုရင်တိုက်တန်နဲ့မင်းသမီးကေဝင်းစလက်3ချိန်တရားဝင်ကွဲပူပါတယ်ကမ္ဘာကျော်အဗရာရုပ်ရှင်ဇာတ်ကားဒရိုက်တာဂျိမ်းစ်ကင်မရွန်ကလည်း4ချိန်တရားဝင်ကွဲပူပါတယ်ဂျင်နီဖာလိုဗာကလည်း3ချိန်ကွဲပူပါတယ်အခုဆိုရင်ငယ်ချစ်ဗန်အဖလစ်နဲ့ထပ်ယူဖို့လုပ်နေပါတယ်ဘာရက်ပစ်ကလည်းတရားဝင်2ချိန်ကွဲပူပါတယ်တန်ဖိုးတွေကြမှာမသွားတာကိုဝင်ကိုရှာနေစေကိုရဲ့ professional အလုပ်မှာကိုအောင်မြင်နေစေပါပဲကြော်ကြားနေစေပါပဲချမ်းသာနေစေပါပဲပတ်ဝန်းကျင်နဲ့လည်းဆိုင်ပါတယ်ဒီမှာဆိုဘလိန်လို့ကိုပြီးတော့မှမဟုတ်ဘူးအဲ့လိုအိမ်အောင်ကွဲတာမပြောနဲ့ရီးစားတယောက်နဲ့တွဲကြည့်တယ်
အစင်မပြေလို့ပြက်ဆဲကြပြီးနောက်တစ်ယောက်နဲ့တွဲရင်တော့ရီးစားရှုပ်တယ်နော်ဆိုပြီးဗလိန်ကြမဲ့ပတ်ဝန်းကျင်ကရှိကိုရှိနေပါတယ်လူတစ်ယောက်တည်းနဲ့ကြိုက်ပြီးတစ်ယောက်တည်းနဲ့ပဲယူသွားလို့လဲပိုတန်ဖိုးရှိနေတာမဟုတ်သလိုလူအများကြီးနဲ့ကြိုက်ဘူးပြီးတစ်ယောက်ကိုယူသွားတာလဲတန်ဖိုးမဲ့မနေပါဘူးလူဘယ်နှယောက်နဲ့အိပ်ဘူးဒါသူ့ခန္ဓာကိုယ်ပါဝေဖန်ပိုင်ခွင့်မရှိပါဘူးမကြိုက်ရင်ကိုသားသမီးနဲ့မပေးစားနဲ့ပေါ့ဒါပဲရှိတာပါသွားပုတ်လေလွင့်လိုက်ပြောနေတာကိုကလည်းကိုချင်းမစားလို့ဆက်လုံးမိလို့တန်ဖိုးကြတယ်ဆိုတဲ့ခဏိတ် mindset နဲ့လူတွေပေါ့လူကပတ်ဝန်းကျင်နဲ့အစုအဖွဲ့နဲ့နေကြတာပါတအူးကိုတအူးရိုင်းမင်းကူညီဖေးမှမှုအရန်အရေးကြီးပါတယ်လူတန်ဖိုးကငွေရှိလို့မရှိလို့ထက်လူပတ်ဝန်းကျင်ကိုဘာအကျိုးပြုနေလဲသူရှိနေလို့သူ့ပတ်ဝန်းကျင်ကဘာတွေအဆင်ပြေပြီးဘာတွေထိခိုက်နေလဲကသူ့တန်ဖိုးပါငွေကိုထားစီရနေရမရှိအောင်ချမ်းသာနေပေမဲ့ကိုမိသားစုအတိုင်းအဝိုင်းနဲ့လက်အောက်ငယ်သားတွေကြားတယ်လူကြားသူကြားတဲ့တောင်မျက်နှာမပြရဲတဲ့သူမျိုးတွေနေရာတိုင်းမှာရှိပါတယ်ကမ္ဘာဘယ်နိုင်ငံသွားမျက်နှာမော်ထားနိုင်တဲ့မုတ်ဆိုးမှတခုလက်အမျိုးသမီးတွေလည်းနိုင်ငံတိုင်းမှာရှိပါတယ်ဒါတွေကလူတန်ဖို့ဆိုတာ Marshall Strader နဲ့မဆိုင်ဘူးဆိုတာဥပမာပေးထားတာပါကိုလိုကိုလုံးမယ်ကိုတမင်းကိုစားတယ်ကိုပတ်ဝန်းကျင်ကိုဒုက္ခမပေးဘူးတက်နိုင်တဲ့လောက်ကူညီမယ်ဒါကကိုတန်ဖို့ပါဆက်လုပ်ဘူးလို့ခလေးမွေးဘူးလို့ယောက်ျားဆုံးသွားလို့လူတန်ဖို့ကြမသွားပါဘူး1000တန်တရွက်ကဖျားစင်ပေါ်တင်ထားလဲ1000တန်မှာပဲဘုံဆိုင်မှာရောက်နေလဲ1000တန်မှာပဲနည်းနည်းလေးနွမ်းနေလဲ1000တန်မှာပဲဖနက်အောက်မှာဖိထားလဲ1000တန်က1000တန်မှာပဲအဲ့ဒီ1000တန်ကိုပိုင်ဆိုင်တဲ့လူတွေသာအမျိုးမျိုးပြောင်းလဲသွားပြီမဲ့1000ရဲ့တန်ဖိုးပြောင်းမသွားပါဘူး1000က1000ပါပဲကောင်းမွန်စွာတင်းစီတက်တဲ့လူရဲ့လက်ထဲရောက်သွားတဲ့အခါကျရင်တော့ဒီ1000တန်လေးကဘသူ့လက်ထဲမှထပ်မရောက်တော့ပဲအဲ့ဒီမှာပဲတန်ဖိုးရှိစွာအတီတကျနေထိုင်သွားပါလိမ့်မယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့ခေါင်းစဉ်ကတော့လိန်ဆက်ဆံပါကလေးယူဘူးကိုသေချာစဉ်းစားပါလိန်ဆက်ဆံတာတားလို့ရတဲ့ကိစ္စလည်းမဟုတ်ဘူးဘလောက်ပဲပညာတွေပေးပေးလူတဘာဝဖြစ်တဲ့အတွက်လင်မယားတွေဖြစ်ဖြစ်ချစ်သူရေးသားတွေဖြစ်ဖြစ်ဆက်ဆံကြတာပါပဲဒါကြီးကိုမလုံးကြနဲ့လဲတားလို့မရဘူးတားမရလို့လဲလူဦးရေတန်းပေါင်း9000ကျော်လာတာပေါ့တစ်နှစ်ထက်တစ်နှစ်တိုးလာတာမလုံးပဲနေနိုင်ရင်တော့အကောင်းဆုံးပေမဲ့မနေနိုင်လို့နေကြတဲ့အခါခလေးမရဖို့တေးသေးချာချာကာကွယ်ဖို့လိုပါတယ်ခလေးတယောက်ရဲ့တာဝန်ကလုံးဝမသေးပါဘူးမမွေးခင်10လကတည်းကစပြီးရှုပ်လိုက်တဲ့အလုပ်ကသူ့ဘွဲ့တွေရလုပ်ငန်းတွေဝင်တဲ့အထိလဲမပြီးပါဘူး24နာရီလုပ်ရတဲ့အလုပ်ပါများသောအားဖြင့်မိခင်တွေကပဲခလေးကိုအနီးကပြုစုပြိုးထောင်ပေးကြရတာပါခလေးအတွက်ကငွေတောက်လျှောက်လိုပါတယ်ငွေရှိရင်တော့မိခင်တွေကသူတို့အတွက်အချိန်နဲ့24နာရီအပြည့်ပေးရပါတယ်နားရက်မရှိပါဘူးငွေမရှိရင်ပိုဆိုးပါတယ်အလုပ်လုပ်ရမယ်ငွေရှာရမယ်ခလေးကိုပြုစုစောင့်ရှောက်ရမယ်တော်တော်ကြီးကိုမလွယ်တဲ့ကိစ္စပါတရက်လည်းမဟုတ်ဘူးတစ်လလည်းမဟုတ်ဘူးတစ်နှစ်လည်းမဟုတ်ဘူးတစ်သက်လုံးမှာနားရတယ်လို့မရှိပါဘူးမိခင်တွေရဲ့မြတ်တာကအရန်ကြီးမာပါတယ်ငွေပြီးပြုစုပြိုးထောင်နေကြတဲ့မိခင်တွေကိုလည်းလေးစားပါတယ်အခုပြောချင်တာကအစင်သစ်မဖြစ်သေးတဲ့မိခင်လောင်းတွေအတွက်ပါခလေးယူတာလုံးဝကိုမလွယ်ကူပါဘူးအခုကာလပိုတောင်ခက်ခဲပါတယ်စားဝတ်နေရေးအတွက်ရုန်းကန်နေရတဲ့သူတွေဆိုရင်ပိုပြီးခက်ခဲကြမှာပါအစင်သစ်မဖြစ်သေးရင်မယူကြပါနဲ့တေချာလေးပြင်ဆင်ကြပါဘိုက်ကြီးလာလို့ပရာဟိတာတွေကမွေးပေးလိုက်တာကအရန်လွယ်ပါတယ်မွေးစားစရိတ်လေးပေးလိုက်ရုံပါပဲမွေးပြီးကလေးကစပြီးကျွေးရမှာပါမိဘတွေပါအခုကမကူညီခြင်းလို့ပြောတာမဟုတ်ပါဘူးအလူငွေရှိရင်ရှိသလောက်ကကူပေးနေမှာပါထပ်မွေးမဲ့သူတွေအတွက်စဉ်းစားဖို့ပြောပြပေးတာပါကာကွယ်ခြင်းလို့ဘလို့တားရမလဲမသိရင်လေတခါတည်းပြောပြပါမယ်တချို့တွေကတော့ဒါကိုလက်မခံခဲ့ပါဘူးလူသက်တာဘာညာပေါ့နော်ပြောကြတယ်တားတာတက်တာမဟုတ်ပါဘူးမတားပဲမွေးလာပြီးစင်စင်ရဲရဲချိုးချိုးတက်တက်နဲ့လူတန်းစစ်မထားနိုင်တာကမှခေါ်ပြီးအချိန်ပြည့်ဒုက္ခပေးနေတာပါလူတွေအပြစ်တင်တာခံရမှာစိုးလို့မတားမိပဲမွေးလိုက်လို့ဒုက္ခရောက်တဲ့အခါဘသူမှလာမကူညီပါဘူးဘယ်ဆရာကြီးမှအိမ်ပေါ်ခေါ်တင်ပြီးမကြွေးထားပါဘူးဒီကြတဲ့ကိုယ့်ဟာကိုယ်အလုပ်လုပ်ရင်းခလေးကိုပြုစုပြိုးထောင်တာလစ်ဟင်းလို့ခလေးကစိုးရင်တော့အဲ့လူတွေပဲဝိုင်းဆဲကြအပြစ်တင်ကြတာပါဒီတော့ဘသူကြောင့်နဲ့မှတားဖို့မွေးဖို့မဆုံးဖြတ်ကြပါနဲ့ကိုယ့်ဟာကိုယ်ကျွေးနိုင်ပြီးအစင်သစ်ဖြစ်ပြီးဆိုရင်မွေးကြပါအစင်သစ်မဖြစ်သေးရင်လဲကြိုတင်တားပါနှစ်ဦးသဘောတူလောက်ကြတဲ့ကိစ္စမှာမတော်တဆဆိုတာမရှိပါဘူးတမင်ကြီးတိတိကြီးနဲ့လုံးမပိုက်ကြီးတာပါကြီးလာရင်တော့မွေးလိုက်ပေါ့ဘာမှမတတ်နိုင်တော့တာမကြီးအောင်တော့အမျိုးမျိုးကာကွယ်လို့ရပါတယ်ကိုယ်လုံးသုံးလို့ရတယ်တားစေးတောက်ခိုင်းလို့လည်းရတယ်ကိုဝင်တားတဲ့ပစ္စည်းတွေကိုခန္ဓာကိုယ်ထဲထည့်ထားလို့ရတယ်ကျွမ်းကျင်ရာဆရာဝန်တွေနဲ့တိုင်ပင်ပြီးကိုနဲ့အစဉ်ပြေရာသားဆက်ချာနီအမျိုးမျိုးကိုသုံးလို့ရပါတယ်တားစေးတောက်လို့နည်းနည်းပါးပါးဝက်ချန်ထွက်တာဝါလာတာမျိုးလေးရှိလာနိုင်ပေမဲ့အစဉ်သစ်မဖြစ်သေးပဲခလေးမွေးလို့ရလာမဲ့ဒုက္ခတွေတော့မကြည့်ပါဘူးခ
ကလေးတွေမှာဘာမှအပြစ်မရှိပါဘူးနောက်ဦးသဘောတူပြီးလောက်ကြတဲ့ကိစ္စမှာမတော်တဆမရှိပါဘူးတိတိကြီးနဲ့အထဲမှာပြီးလို့ကိုရတာပါမတော်တဆပြီးမိရင်စေးတိုက်လို့ရပါသေးတယ်တိုက်ပါမတိုက်ရင်ဝက်တော့ပါရှက်เสียရမရှိပါဘူးတာဝန်မယူပဲမွေးတာကရှက်เสียရပါတာဝန်မယူနိုင်မဲ့လူလောကတဲ့ဆွဲတင်တာကလည်းရှက်เสียရပါလူဒန်းစိတ်မထားနိုင်တာကလည်းပို့ပြီးတော့ရှက်เสียရပါကျွန်တော်စကားတွေရမ်းကျင်ရိုင်းနေပါလိမ့်မယ်ရိုင်းလို့မုန်းကျင်လဲမုန်းပါပြောတင်ပြီးထင်လို့ပြောတာပါလေပြေအေးလေးနဲ့သားဆက်ချကြပါနော်အကိုတို့အမားတို့ပြောနေလို့လဲဘသူမှဂယုစိုက်ကြတာမဟုတ်လို့ခုလိုပြောပြတာပါအဲ့တော့လိန်ဆက်ဆန်ကြပါကာကွယ်တင်တာကာကွယ်ပါတားဆီးပါအစင်သစ်ဖြစ်မှခလေးယူပါနှစ်ဦးသဘောတူပြီးလောက်ကြတဲ့ကိစ္စဖြစ်လို့မတော်တဆဆိုတာမရှိပါဘူးယူထားမိပြီဆိုရင်လဲထမွေးဖို့ကိုစဉ်းစားကြပါတားကြပါအစင်ပြေတဲ့အချိန်မှခလေးတွေယူကြပါတေချာပြုစုပြောတောင်ကြပါညီကိုမောင်နှမတို့နောက်ထပ်ခေါင်းစဉ်တစ်ခုကတော့ Are you a rich man ဒေါ်လာ17တန်းလောက်ကျွယ်ဝတဲ့ကမ္ဘာကျော်ဂီတပညာရှင်ဘောမာလီကိုအင်တာဗျူးသမားကမေးတယ် Are you a rich man တင်ကချမ်းသာတဲ့လူတစ်ယောက်လားတဲ့ဘောမာလီကပြန်မေးတယ်ချမ်းသာတဲ့ဆိုတာကိုဘလို့အတိတ်ပဲဖွင့်လဲတဲ့အင်တာဗျူးသမားကဒေါ်လာ1တန်းလောက်ရှိတာမျိုးပိုင်ဆိုင်မှုတွေရှိတာမျိုးလို့ပေါ့ထင်မိတယ်အဲ့တော့ဘောမာလီကပိုင်ဆိုင်မှုတွေရှိတာချမ်းသာတာလားတဲ့ငါမှတော့မင်းအဲ့ဒီလိုအတိတ်ပဲဖွင့်လို့ရတဲ့ချမ်းသာမှုမျိုးမရှိဘူးတဲ့ငါရဲ့ချမ်းသာကြွယ်ဝမှုကဘဝပဲတဲ့နောက်တဲ့အင်တာဗျူးတစ်ခုမှလဲ Some people are so poor all they have is money သူပြောခဲ့ဘူးသေးတယ်လူတို့ချို့ကငွေပဲရှိလို့အရန်ဆင်းရဲကြတယ်တဲ့တာမန်လူတစ်ယောက်အနေနဲ့တွေးရင်ဒီဘဲဘာတွေရှောက်ပြောနေတာလဲလို့မြင်မိလိမ့်မယ်ငွေကအဲ့လောက်အရေးကြီးတာကိုငွေမရှိရင်လူမပြောနဲ့နိုင်ငံတော်မျက်နှာငယ်ရတာပဲကိုဘောမာလီလိုလူတွေကိုသူတို့ကိုယ်ပိုင်ကဘာငယ်လေးထဲမှာနေကြတဲ့လူတွေလို့ခေါ်ပါတယ်လူအများစုသတ်မှတ်ထားတဲ့အောင်မြင်မှုတွေကြော်ကြားမှုတွေချမ်းသာမှုတွေကသူတို့အတွက်သိအရေးမကြီးပါဘူးသူတို့ဝါသနာပါတဲ့အရာသူတို့စိတ်ချမ်းသာတဲ့အရာမျိုးသူတို့လုံနေရင်ကျဉ်းနဲ့နေတာမျိုးပါအဲ့ဒီလုံနေရင်နဲ့ငွေကြေးတွေအောင်မြင်မှုတွေသူ့ဟာသူနောက်ကလိုက်လာရင်လဲလိုက်လာပေါ့သူတို့ကတော့တိတ်ဂယုမဆိုင်ကြဘူးသူတို့ကဘာမှာအဲ့ဓာတွေကတိတ်အရေးမကြီးတဲ့နေရာမှာထားတာတကယ်သူတို့သတ်မှတ်ထားတဲ့ချမ်းသာမှုကအိမ်မှာမွေးထားတဲ့ပတ်လေးတွေဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်အိုင်တော်တယောက်ကိုအဝေးကနေစပို့ပေးတာမျိုးဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်လူအများကောင်းစားဖို့အတွက်အသက်ပေးပြီးဘဝကိုပေးဆက်နေတာမျိုးလည်းဖြစ်ရင်ဖြစ်မယ်သူတို့ရဲ့အတွက်သူကျင်းနေတဲ့သူမျိုးပေါ့တချို့ရဲ့ချမ်းသာမှုတွေကငားမြတာဖြစ်ရင်ဖြစ်မယ်ဂိမ်းစော်တာဖြစ်ရင်လည်းဖြစ်မယ်ပကြီးဆွဲတာလည်းဖြစ်ရင်ဖြစ်မယ်တခါတလေသူတို့ကဘာငယ်လေးထဲမှာပဲနေကြတဲ့သူတွေရဲ့ဘဝတွေကစာရေးသူတွေထက်ပိုအဆင်ပြေပါတယ်ဂုံတီရီကြော်ကြားမှုကိုအိမ်မှာစိတ်ကြိုက်ဟင်းချက်စားရတာလောက်စိတ်မဝင်စားတဲ့ကဘာပိုင်ရှင်တွေပေါ့အဲ့လိုလူတွေအများကြီးမြင်ခဲ့ဘူးတယ်အဲ့ဒီလူတွေကဒီလူတွေဘယ်လိုများနေကြလဲမသိဘူးငွေလည်းအဲ့လောက်မရှိပဲအယမ်းမရှားကြဘူးနောင်ရေးအတွက်မပူကြဘူးလားဆိုပြီးသူတို့ကိုစားတောင်တွေးပူပေးသေးတယ်တေချာပြန်စဉ်းစားကြည့်မှသူတို့မှာရှိတဲ့ချမ်းသာမှုကကျွန်တော်တို့မှာမရှိဘူးမရှိလို့လောင်နေတွေးပူနေရတာများတယ်နောက်ပိုင်းသူတို့လိုပဲကိုယ်လဲကိုယ်ကဘာထဲမှာကိုယ်တတ်မှတ်ချက်နဲ့နေကြည့်တော့တော်တော်အဆင်ပြေလာတယ်လူတွေကိုလဲငွေရှိမရှိရှိတပြေးညီပဲဆက်ဆံတော့တယ်ငွေရှိတဲ့လူကိုပိုယိုသေးစရာမရှိသလိုငွေမရှိတဲ့လူကိုလည်းနှိမ်စရာမှမလိုတာငွေထက်အဓိကကျတဲ့လူကိုလူလိုမြင်ပြီးကိုချင်းစာစိတ်ထားဖို့ကကျွန်တော်တို့ကဘာထဲမှာအရေးကြီးတာကိုကဘာလေးနဲ့ကိုချမ်းသာနေပြီးသူများကိုမထိခိုက်တဲ့ပျော်ရွှင်မှုတွေဖန်တီးနိုင်ကြပါစေဗျာနောက်ထပ်ခေါင်းစဉ်တစ်ခုကတော့လူတိုင်းကိုယူသေးပါလူကြီးတိုင်းစကားတော့နားမထောင်ပါနဲ့ငငယ်ကလေးတွေကမိဘဆရာတွေကကျွန်တော်တို့ကိုဆုံးပါတယ်လူကြီးသူမတွေကိုယူသေးပါလူကြီးတွေစကားကိုနားထောင်ပါတဲ့လူကြီးကိုပြန်မပြောရဘူးတဲ့လူကြီးတွေကိုယူသေးတာတော့ကောင်းပါတယ် respect ထားပါအကျိုးသင့်အကြောင်းသင့်ဆုံးမတာနားထောင်ပါဒါပေမဲ့လူကြီးတိုင်းရဲ့စကားတော့နားမထောင်ပါနဲ့တချို့လူကြီးတွေကအသက်ကြီးလို့သာလူကြီးဖြစ်နေတာပါငငယ်ကလေးကယုံညံ့တဲ့လူတစ်ယောက်အသက်တွေကြီးလာရင်ယုံညံ့တဲ့လူကြီးဖြစ်သွားတယ်သူကိုယ်တိုင်ယုံညံ့ပေမဲ့အသက်အရွယ်ရတော့လူတွေကသူတို့အသက်ကြီးလို့လေးစားသမှုနဲ့ယိုသေးတာကိုအဟုတ်မှတ်ပြီးသူ့ရဲ့ယုံညံ့တဲ့အတွေ့အခေါ်တွေကိုလူငယ်တွေကိုစပြီးတွင်တင်တော့တာပဲသူ့ရဲ့ကြက်မပြေတဲ့အုံနောက်နဲ့လူငယ်တွေကိုစုံပါတယ်သူ့စကားနားမထောင်ရင်ဒီကလေးတွေလူကြီးကိုလူကြီးလို့မသိဘူးလားဆိုပြီးလူငယ်တွေကိုဘလိန်းတော့မယ်တကယ်ကသူကညံရည်မမိတာလူငယ်တွေကသူ့ထက်အတွေ့အခေါ်ကောင်းပြီးညံရည်ပြည့်ဝနေတာအဲ့လိုအသက်ကြီးလို့လူကြီးဖြစ်နေတဲ့လူတွေကျွန်တော်တို့ပတ်ဝန်းကျင်မှာအများကြီးပါပဲတချို့ဌာနဆိုင်ရာတွေမှာလည်းရှိတယ်အသက်ကြီးတော့မှအလုပ်စောစောဝင်လို့လုံသက်များပြီးယာတူးရတဲ့သူတွေကိုယ်တိုင်ကဘာမှမတတ်ဘူးသူ့ထက်တဲ့လူလာရင်လဲနှင်ထားတယ်သူ့အားသာချက်ကစောစောမွေးပြီးအလုပ်စောစောဝင်ပြီးယာတူးကြီးသွားတာကိုဘာမှတိတ်တက်เสียရမှမလိုတာဌာနတွေအများစုမှာကအလုပ်စောစောဝင်လုံသက်ယူအချိန်တန်ရင်ယာတူးတိုးတက်တာပဲကိုအဲ့လိုလူတချို့နေရာတိုင်းမှာရှိပါတယ်အမျိုးမျိုးကြုံခဲ့ဘူးတယ်ဒီတော့လူကြီးတိုင်းကိုတော့ respect ထားပေးပါကိုယ်ပိုင်အတွေးအခေါ်နဲ့စဉ်းစားသုံးသပ်ပါလူကြီးတိုင်းကို respect ထားပါဒါပေမဲ့အကန့်နေတော့ခွဲထားပါ
စိတ်ကောင်းစေတနာရှိတဲ့လူကြီးလူကောင်းဆိုစိတ်ကောင်းစေတနာရှိတဲ့လူကြီးလူကောင်းရုံမာတဲ့လူကြီးဆိုဒီလူကြီးကလူယုံမာကြီးဒီလူကြီးကကြတော့လက်အောက်ငယ်သားကိုနှာဘူးကြတတ်တဲ့လူကြီးဒီလူကြီးကဖြန်အကြီးစားဒီလူကြီးကအမိကျက်အမိစားမဲ့သူကြီးဒီလူကြီးကစီးမရှိတဲ့လူကြီးရှိမှကိုယ့်ဟာကိုယ်နမဲတွေတက်ထားလိုက်ပါသွားတော့မခွန်နဲ့ပေါ့ကုန်ပစ္စည်းတွေမှာဈေးနှုန်းကတ်တယ်လို့သူတံမိုးကိုယ့်ဟာကိုယ်လေ့လာပြီးကတ်ထားပြီးဆက်ဆံပါ respect ထားတဲ့လူကြီးကို respect ထားပြီးမထားတဲ့လူကြီးတွေရဲ့အတွေ့အခေါ်ကိုတော့လက်မခံပါနဲ့နောက်ထပ်ခေါင်းစဉ်ကတော့ချစ်လို့ခွင့်လို့တာ chance ပေးတာတဲ့ခွင့်လို့တာနဲ့ chance အခွင့်ရေးပေးတာကတူတလူလိုနဲ့မတူပါဘူးလူတွေကိုခွင့်လို့ပေးတဲ့အကျင့်အရေးအတွက်များသွားခဲ့ရင်ငါဘာလို့သူခွင့်လွတ်မှာပဲသူကငါ့ကိုချစ်တာခင်တာပဲဆိုပြီးခမားကိုတန်ဖိုးမထားတော့ပဲရှော့တွက်လာလိမ့်မယ်နောက်ပိုင်းစော်ကားတဲ့အဆင့်အထိကိုဖြစ်လာပါလိမ့်မယ်အဲ့ဒါကိုပေးသေးပြီးခွင့်မလွတ်ချင်နဲ့ချစ်တာကချစ်တာခင်တာကခင်တာပါနွားအကြမခံပါနဲ့တခါတလေနည်းနည်းမှားမိတာမျိုးနဲ့ခမားအပေါ်လှုပ်လို့ရတာလို့ကိုဂယုမဆိုင်ပဲလုံနေတာကမတူပါဘူးတခါတလေမှားမိတဲ့လူကိုခွင့်လွတ်သင့်ပေမဲ့လှုပ်လို့ရလို့ကိုခမားအပေါ်လှုပ်တဲ့သူကိုကြတော့ခွင့်မလွတ်သင့်ဘူးအခွင့်အရေးပဲပေးသင့်တော့တယ်ကျွန်တော်ကတော့အမြဲခွင့်လို့ရတာကိုမကြိုက်ဘူးအခုနောက်ပိုင်းလူတွေကိုအခွင့်အရေးပဲပေးတော့တယ်တစ်ခါမားတယ်ခွင့်လွတ်တယ်နှစ်ခါမားတယ်တန်ရောစင်ပေါ်မူတည်ပြီးခွင့်လွတ်ခြင်းခွင့်လွတ်အောင်မယ်နောက်ခါကြရင်အခွင့်အရေးလောက်ပဲထပ်ပေးပြတော့တယ်ထပ်မားရင်စော်ကားတာဖြစ်သွားပြီစော်ကားရင်ကြတော့ဘလောက်ပဲချစ်ခင်ရတဲ့သူဖြစ်ဖြစ်ဘဝတွေကထုတ်ပြနိုင်အောင်ကြိုးစားလိုက်တယ်ချစ်သူကြီးစားဖြစ်ဖြစ်တငယ်ချင်းဖြစ်ဖြစ်မကောင်းရင်စွန့်ပစ်ပါမကောင်းမှန်းသိသိနဲ့အားနာပြီးဆက်မပေါင်းဖြစ်ပါနဲ့အားနာပြီးဆက်ပေါင်းရင်ကိုယ်ပဲဆက်ပြီးခံနေရမှာပါကိုယ်ပေါ်စော်ကားတဲ့လူတွေကိုမုန်းဖို့တော့မလိုအပ်ဘူးမပတ်သက်ပဲနေနိုင်ဖို့ပဲလိုတာပါကျွန်တော်ကတော့အဲ့လိုလူတွေကိုချစ်ချင်းမုန်းချင်းမရှိပဲလမ်းလျှောက်ထွက်ရင်မျက်မှန်းတမ်းပြီးလို့ပြုံးပြနှုတ်ဆက်တဲ့လူတယောက်အဆင့်လောက်မှာပဲထားဖြစ်တော်တယ်မစွန့်လွတ်နိုင်သေးလို့သူတို့မရှိရင်မဖြစ်တော့ဘူးလို့ခမားထင်ချင်းထင်ကောင်းထင်နေလိမ့်မယ်မထင်ပါနဲ့ဘဝထဲထုတ်ပစ်လိုက်ပါတခါတလေကြတော့ကိုယ်အနားမှာမကောင်းတဲ့လူတွေရှိနေရင်ကောင်းတဲ့သူတွေကပါကိုယ့်ကိုရှောင်သွားတတ်ကြပါတယ်ဒီတော့ပိုကောင်းတဲ့လူတွေအနားရောက်လာဖို့ကိုယ့်အနားကမကောင်းတဲ့လူတွေကိုဘဝထဲကထုတ်ပစ်လိုက်တာကအကောင်းဆုံးပါပဲခင်ဗျာနောက်တစ်ကောင်းစဉ်ကချစ်ရတာပင်ပန်းနေကြသူများတို့တဲ့အသက်အရွယ်တစ်ခုရောက်လာပြီးလူတွေအများကြီးနဲ့တွေ့ကြုံခဲ့ဘူးတော့ဘသူ့ကိုမှမချစ်ချင်တော့ဘူးချစ်မိရင်ချစ်မိတဲ့သူပဲရှုံးပါတယ်ပျော်ရတာရှိသလိုပူလောင်ရတာလည်းရှိပါတယ်ချစ်မှန်းသိရင်အနိုင်ကျင့်ခံရတတ်ပါတယ်ဒီတော့လူတွေအပေါ်တန်ရောစင်ပဲထားပါတယ်ကျွန်တော်ကချစ်ရတာထက်တန်ရောစင်ထားရတာကိုပဲပိုသဘောကျတယ်လူတယောက်ကိုချစ်မိရင်သူပြန်ချစ်တာခံကျင်တယ်ကိုကဂယူးဆိုင်တယ်လို့သူကပြန်ဂယူးဆိုင်ပေးတာလိုချင်တယ်အမြဲတမ်းသူ့အတွက်ကိုကနံပါတ်1ဖြစ်ချင်နေတာချစ်တော့လိုချင်တာပေါ့တန်ရောစင်ကြတော့ပိုမိုက်တယ်သူနဲ့ပတ်သက်ပြီးအများကြီးမမျှော်လင့်ထားဘူးသူဘသူနဲ့ရှိနေလဲဘာလုပ်နေလဲကအဓိကမကြဘူးသူအစင်ပြေရင်ဝမ်းသာတယ်ပျော်နေရင်ပြီးတာပဲကိုလည်းသူမရှိလို့ဘာမှသိမဖြစ်ဘူးအစင်ပြေအောင်ပျော်အောင်နေတတ်တယ်သူအစင်မပြေလဲကိုတက်နိုင်တာကိုညီပေါ့သူ့မှာပြဿနာရှိလာရင်လဲအတူတူကိုညီဖြေရှင်းပေးပေါ့ကို့မှာစိတ်ညစ်စရာရှိလဲတိုင်ပင်တာမျိုးပေါ့သူဟာသူဘာလုပ်လို့စပုတ်ပေးတယ်ကိုညီနိုင်တာကိုညီမဲတခါတလေပြင်မှာဆုံးကြမယ်ရှေးအောင်နှောင်းဖြစ်တွေပြောကြမယ်ခွေကြမယ်နောက်ပိုင်းအဲ့လိုပဲစိတ်ထားတာတော့အတော်နေရထိုင်ရတာအဆင်ပြေလာတယ်ကျွန်တော်ကတော့ဘသူ့ကိုမှမချစ်တော့ပါဘူးတန်ရောစင်ပဲထားတော့တယ်တန်ရောစင်ထားတာကတခါတလေအထီးကျန်တယ်လို့ခံစားရပေမဲ့လောင်နေရတာထက်တော့အများကြီးအဆင်ပြေပါတယ်ချစ်ရတာပင်ပန်းလာတဲ့သူတွေတချို့အတွက်ပြောပြတာပါခင်ဗျာနောက်တက်ကောင်းစဉ်က mutual respect လူတစ်ယောက်ကကျွန်တော်ကိုပြောဘူးတယ်သူကအရန်လက်ရှိတယ်တဲ့လွန်ခဲ့တဲ့10နှစ်လောက်ကသူက beauty salon ဖွင့်ထားတာသူဆိုင်ထိုင်တဲ့နေ့ဆိုရင်ဆိုင်ကဝင်ငွေကောင်းတယ်တဲ့သူဆိုင်မထိုင်တဲ့နေ့ဆိုရင်ဆိုင်ဝင်ငွေတွေမကောင်းဘူးတဲ့သူလည်းလုပ်ငန်းကြီးလုပ်နေတာဆိုတော့သူ့ဆိုင်ကိုတစ်ခါတလေမှသွားဖြစ်တယ်တဲ့ဒါပေမဲ့သူရောက်တဲ့နေ့ဆိုဆိုင်ဝင်ငွေအရန်ကောင်းတယ်တဲ့ကျွန်တော်လည်းပြောလိုက်တယ်အမကလက်ရှိတာမဟုတ်ဘူးလို့အမကိုဆိုင်ကလူတွေစရင်လိန်ပြနေတာလို့အမလာတဲ့နေ့စရင်ကအမှန်စရင်လို့မလာတဲ့နေ့ကဂျင်းထဲ့တာလို့သူအစပိုင်းမယုံဘူးသူ့ကိုလက်ကောင်မဟုတ်ဘူးလို့ပြောလို့တင်းသွားတယ်နောက်ပိုင်းသူ့ဟာသူစရင်နေစရင်သူအလိန်ခံနေရတာသိတော့လက်ခံသွားတယ်ဝန်ထမ်းတိုင်းမကောင်းဘူးပြောတာမဟုတ်ပါဘူးမိသားစုလို့သဘောထားခဲ့မိလို့ဘဝမေ့သွားပြီးကစတမာတွေကိုပါမောက်မာတဲ့ဝန်ထမ်းတွေလည်းကြုံခဲ့ပူပါတယ်အဓိကလူနယ်ပဲဆိုင်ပါတယ်ကိုရွေးချယ်တဲ့လူကကိုဆိုင်ကိုလုပ်ငန်းရဲ့အင်မေပါကိုဆိုင်ရဲ့အင်မေကောင်းဖို့အတွက်ကိုဝန်ထမ်းတွေကိုတေချာရွေးချယ်ဖို့ရတေချာဂရုစိုက်ဖို့ရလိုအပ်ပါတယ်လုပ်ငန်းရှင်နဲ့ဝန်ထမ်းနဲ့အပြန်အလှန်စေတနာထားမှလုပ်ငန်းဝင်ပျော်ရွှင်မှုရှိပြီးကစတမာတွေကိုဂရုစိုက်နိုင်မှာပါကျွန်တော်ဝန်ထမ်းတွေကိုတခုပဲမှာတယ်ကျွန်တော်ကိုလေးစားဖို့မလိုဘူးဂရုစိုက်ဖို့ပဲလိုတယ်ရိုးကျိုးဖို့လည်းမလိုဘူးတာမန်ပဲဆက်ဆံပါလို့ကျွန်တော် customer တွေကိုတော့ဂရုစိုက်ပါလေးစားပါရိုးကျိုးပါလိုလေသေးမရှိအောင်အရေးတကြီးကြီးနေပေးရင်ရပြီလို့ပဲမှာပါတယ်
customer ကိုစိတ်မရှိတာတို့ရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံတာမျိုးတို့စိတ်မရှိသလိုလိုဆက်ဆံတာမျိုးတွေမြင်ရင်လဲဘလောက်တန်ရောစင်ရှိအားမနာဘူးဖိုင်ရလုပ်ပြတယ်ကိုလုပ်ငန်းရဲ့ image ကိုထိခိုက်စေမဲ့အရာဘယ်အရာမှ rip မယူကျင်တော့တာဝန်ထမ်းကအရေးကြီးပြီးမဲ့ customer ကလုပ်ငန်းတစ်ခုရဲ့အသက်သွေးကြောပါ customer စိတ်ချမ်းသာမှလုပ်ငန်းအောင်မြင်မှာပါဝန်ထမ်းတွေ customer အပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့လုပ်ငန်းရှင်ကလည်းဝန်ထမ်းအပေါ်စေတနာထားပြီးမိသားစုလိုဆက်ဆံဖို့လိုအပ်ပါတယ်အားလုံးကဆက်ဆက်နေတာပါလုပ်ငန်းတည်တည်မမွားလေးတွေပဲလုပ်ဘူးတဲ့အတွေ့အကြုံတွေကိုအခြေခံပြီးပြောပြတာဖြစ်လို့တချို့အတွက်လောက်ပဲအသုံးဝင်မဲ့ထင်လို့အကြံပေးရေးသားလိုက်တာပါလုပ်ငန်းရှင်နဲ့ဝန်ထမ်းတွေအပြန်အလှန်လေးစားမှုရှိတဲ့လုပ်ငန်းခွင်ဖြစ်ကြပါစေခင်ဗျာနောက်ထပ်ခေါင်းစဉ်ကတော့ပျော်ရွှင်စရာတွေပဲဝေမျှပါကျွန်တော် Facebook ထဲဝင်လာခဲ့ပါစိတ်ချမ်းသာစရာတွေတွေ့ရမယ်ဟာတာတွေတွေ့ရမယ် Facebook ကလူတွေကိုဓာတ်တွေပဲပေးနေတာအပူတွေမိသားစုပြဿနာတွေငွေကြေးကိစ္စတွေစိတ်မကျင်တဲ့ချက်တွေထုံးမပြခြင်းဘူးလူပဲလေပြဿနာရှိတာပေါ့ပြဿနာရှိတိုင်းလေလူတွေကိုမပြောပြဖြစ်ဘူးကိုဖျားပဲကိုပြောပြဖြစ်တယ်ကိုပြဿနာကိုသူများတွေကိုသွားပြောပြလို့အရေးတယူလုပ်ပြီးလိုက်ခံစားပြီးမဲ့သူက10%ပဲရှိတာကျန်တဲ့90%ကကြိတ်ဝမ်းသာမဲ့အဖွဲ့ရဲ့အတင်းပတ်ပြောမဲ့အဖွဲ့ရဲ့အဲ့ဒါတွေကြုံမှုလို့ Facebook မှာ personal တွေမတင်ဖြစ်ပါဘူးဒါဆိုတင်တာတွေကညာတာလားဆိုတော့မဟုတ်ပါဘူးအရာတိုင်းကို Facebook မှာချပြစေရမလိုဘူးထင်လို့မပြတာပြခြင်းတဲ့အစိတ်အပိုင်းပဲပြမယ်အဲ့ဒီအစိတ်အပိုင်းလေးကိုမြင်သွားတဲ့လူတွေစိတ်ချမ်းသာသွားမယ်ဟာတာလေးမြင်လို့ခဏတာအမောပြေသွားရင်ရပြီအပူကကူးဆက်ပါတယ်ကိုဟာကိုဘလောက်ပဲအေးချမ်းအောင်နေပူလောင်နေတဲ့သူရောက်လာရင်ကိုပါရောပြီးမပျော်တော့ဘူးအရာရာတိုင်းကိုချင်းစာပြီးလိုက်ခံစားပေးမဲ့သူတွေရှိရင်ပိုပြီးလောင်တာပေါ့တချို့ကအားကြတယ်စာရေးသူကအမြဲပြောနေတာပဲခရီးတွေသွားပါတယ်လူတွေကိုကူညီတယ်ကြီးလိုက်ရင်အမြဲပြုံးရွှင်နေတာပဲတဲ့မဟုတ်ဘူးအစဉ်ပြေတဲ့အပိုင်းပဲထုတ်ပြတာပါလူတိုင်းသူ့ပြဿနာနဲ့သူပါကျွန်တော်ကကိုယ့်အပူကိုထုံးမပြခြင်းတဲ့လူဖြစ်လို့ပျော်စရာတွေပဲထုတ်ပြတာပါပြဿနာကြောင့်ထိုင်ပြီးစိတ်ညစ်နေလို့ရောဘာထူးမှလဲထိုင်စိတ်ညစ်နေလို့အရာအားလုံးအရင်ကလိုပြန်ဖြစ်သွားရင်တနေ့ကုန်ထိုင်ညစ်နေလိုက်တော့မှာပေါ့အခုလည်းတအားအဆင်မပြေလို့မဟုတ်ဘူးအခုထက်ဆိုးတဲ့အခြေအနေတုန်းကလည်းဟာတာတွေတင်ဖြစ်တယ်မွဲပြီးစုပ်ပြတ်တက်ပြီးလက်ထဲမှာ1000ပဲရှိတော့တဲ့အချိန်ကလည်းဟာတာတွေတင်ဖြစ်တယ်ခွေးပြေးရပြီး10ပေပတ်လေအခန်းကျင်းလေးထဲမှာ6လလောက်ဘဲမှမထွက်ရပဲပုံနေရတုန်းကလည်းဟာတာတွေတင်ဖြစ်တယ်ဘလို့အခြေအနေရောက်ဟာတာတွေတင်နေအောင်ပါအမောပြေခြင်းရင် follow ထားပါမျက်စိနောက်ခြင်းရင်တော့ unfollow ပေါ့စင့်ညီကစင့်ညီပါပဲလူတွေကြက်မကြက်ဒီလိုပဲပြောနေအောင်ပါကိုယ့်ဟာကိုပြောအောင်နေမယ်နေတိုင်းကိုချစ်မယ်ပြီးမှသူများတွေကိုချစ်မယ်သူများကြိုက်တွေလိုက်လို့ပြီးကိုမပြောရမယ့်ကိစ္စဘာမှမလုပ်တော့ဘူးအဲ့တော့ခွေးတာမကြိုက်တဲ့သူ unfollow ပါအမောပြေခြင်းတဲ့သူဆက်ပြီး follow ထားပြီးပါကျွန်တော်အကောက်ထဲမှာတော့စင်ညစ်စရာတွေမမြင်စေရပါဘူးတင်ထားတဲ့ post လေးတွေကြောင့်ပြုံးသွားရင်တင်ရကျိုးနှက်ပါပြီနောက်ထပ်ခေါင်းစဉ်ကတော့လူတွေကိုဘဝမှာတစ်ခါလောက်တော့မွဲဘူးစေခြင်းနဲ့မိတ်ဆွေကောင်းဆိုတာမွဲတဲ့အချိန်မှာပဲရတာမလို့တင့်အပေါ်ကောင်းနေတဲ့သူအားလုံးကိုမိတ်ဆွေကောင်းလို့မထင်နဲ့ဗျတချို့ကလိုတာရှိလို့လာပေါင်းနေကြတာတကယ်မိတ်ဆွေကောင်းကမွဲမှပဲတည်ရတာမွဲသွားတဲ့အချိန်လိုသုံးတွေကအလိုလိုဘဝတွေကနေထွက်သွားလိမ့်မယ်မွဲနေတဲ့အချိန်ကို့အနားမှာကြံခဲ့တဲ့လက်တဆုပ်စာလေးကမှတကယ်မိတ်ဆွေကောင်းပါအခုမွဲနေရင်လည်းစိတ်တမကြပါနဲ့အ ਨੇ ဆုံးမိတ်ဆွေစစ်မိတ်ဆွေမှန်ဘယ်သူလဲဆိုတာတော့သိရပါသေးတယ်ဗျအနားမှာကြံခဲ့တဲ့လူနည်းစုလေးနဲ့ဘဝကိုပြန်တိဆောက်ပါစိတ်သက်လုံးဝမကြပါနဲ့အစိုးဆုံးအချိန်တွေကရလာတဲ့မိတ်ဆွေကောင်းတွေကဘဝအတွက်တန်ဖိုးဖြတ်မရတဲ့အမြတ်တစ်ခုပါအစိုးဆုံးအချိန်ကိုမိတ်ဆွေကောင်းနေနဲ့ကြော်ဖြတ်နိုင်ပါစေခင်ဗျာနောက်ထပ်ခေါင်းစဉ်တစ်ခုကတော့တင့်နမဲသည်တင့်ထမင်းစားလက်မှတ်တဲ့ပတ်စံတွေကိုအများကြီးပုံပြီးမြင်လိုက်တိုင်းအထင်မကြီးပါနဲ့ကိုပတ်စံတကြမ်းမှမပါပါဘူးအယောင်အဝယ်တစ်ခုလောက်ကြတာရောင်းသူနဲ့ဝယ်သူနှစ်ဖက်လုံးကအဝေးကဆိုတော့တယောက်ကိုတယောက်မမြင်ဘူးကြဘူးငွေပေးငွေယူလှုပ်ချင်ကြပေမဲ့ဘသူကဘသူတဲ့အရင်ငွေထဲကြမလဲကပြဿနာတစ်ခုလိုဖြစ်နေတယ်အဲ့ဒါကိုဂျားတွေကနေကျွန်တော်နှစ်ဖက်လုံးရဲ့ငွေကင်ထားပေမဲ့နှစ်ယောက်လုံးကကျွန်တော်စီပဲလွှဲပေးကြဆိုပြီးညီပေးတာပြောရတာအဲ့ဒီနှစ်ယောက်လုံးနဲ့လေကိုနဲ့ကအပြင်မှာမမြင်ဘူးသေးဘူးတစ်ဖက်ကို3200စီနဲ့ကိုယ့်အကောက်ထဲလွှဲကြတယ်တူတယ်အမောက်3400လောက်ပေါ့အဲ့ဒါဂျားတွေကနေငွေကင်ပြီးငွေဝင်တာနဲ့နှစ်ဖက်လုံးစီကိုပြန်ဖို့ပေးလိုက်တာအယောင်အဝယ်အဆင်ပြေသွားတယ်ပြီးတော့ဂျားတွေကနေကူညီလို့ဆိုပြီး service fee တစ်ခုပေးခဲ့တယ် personal branding လုပ်နေတာမဟုတ်ပါဘူးကိုကမကောင်းဘူးသူတော့ကောင်းမဟုတ်ဘူးမကောင်းတာအများကြီးရှိတယ်ဒါပေမဲ့မယုံပါဘူးကောင်းတာဂုဏ်ယူစရာရှိလို့တခုပဲရှိတယ်အလုံးနဲ့ပတ်သက်ရင်ငွေရေးကြေးရေးဘယ်တော့မှနာမည်အပြတ်မခံဘူးဂတိတည်တယ်ဖော်စရာကုန်းကလည်းဒီတခုပဲရှိတာကျန်တာဘယ်နေရာမှမကောင်းဘူးကိုယ်နာမည်ကြားလိုက်တာနဲ့ဒီပဲငွေရေးကြေးရေးစိတ်ချရတယ်ဆိုရင်အဲ့ဒါထမင်းစားလက်မှတ်ပဲတက်တက်လုံးထမင်းမငတ်တော့ဘူးခြေရတာရှိရင်မရအောင်ဆက်ပါမ
မဆက်နိုင်သေးရင်အကျိုးအကြောင်းရှင်းပြပါနာမည်အပြတ်မခံပါနဲ့ငွေရေးကြေးရေးသစ္စာရှိရင်အရင်အနည်းမလို့ပဲလှုပ်ရှားကင်စားလို့ရသေးတယ်ဆိုတာမေတ္တာနဲ့ပြောပြတာပါနောက်တဲ့ခေါင်းစဉ်ကတော့ဘာတွေလုပ်ပြီးပြန်အဆင်ပြေသွားတာလဲစာရေးသူဘာတွေဘလို့စူးစမ်းပြီးပြန်ချမ်းသာလာတာတဲ့အခုဒီစာအုပ်ကိုရေးခဲ့တဲ့စာအုပ်ရှင်ဟာဘာတွေဘလို့စူးစမ်းပြီးပြန်ချမ်းသာလာတာတဲ့ချမ်းသာလာတာတော့မဟုတ်ဘူးအဆင်ပြန်ပြေလာတာပါအသေးစိတ်ပြောပြရရင်တော့2018ခုနှစ်မှာအလီဘာဘာကနေဖန်စီပစ္စည်းလေးတွေမှာတယ်ဈေးကွက်ထဲမှာဘယ်သူမှမရောင်းသေးတဲ့ store မျိုးပေါ့လက်စွပ်လေးတွေမှာ customer နာမည်လေးတွေထိုးပြီးရောင်းခဲ့တာအဲ့ဒါလေးအကွင်း300လောက်ဒေါ်လာ300ဖို့စမ်းမှကြည့်ပြီးစားရောင်းတယ်စိုက်အစုံလည်းမမာရဲဘူးရောင်းမထွက်မှာဆိုလို့စိုက်အသေးအကြီးအလက်ဆိုပြီး3စိုက်ပဲမှာပြီးရောင်းကြည့်တယ်မြက်လေးမြက်တယ်လက်စွပ်လေးတွေကတက်ရက်တာရဲ့ quality ကောင်းတာရဲ့ကြောင့်စင်ကာပူတို့မလေးတို့ရောက်နေတဲ့မြန်မာတွေကပါလိုချင်ပြီးမှာကြတော့အဲ့ဒီနိုင်ငံတွေအတွက်ပါ pre order ကောက်ပြီးသွားရောင်းပေးခဲ့တယ်လေရင်လက်မှတ်ပိုးကိုအသက်တာဆုံးဖြစ်အောင်ရွေးပြီးဖြတ်တယ်ဒရုန်းလို့ခေါ်တဲ့သူ12ယောက်တစ်ခန်းထဲမှာနှစ်ထပ်ကတင်နဲ့နေရတဲ့အခန်းမျိုးနဲ့လည်းအိတ်ခဲ့ဘူးတယ်စင်ကာပူမှာရေဈေးကြီးလို့ဝယ်မတောင်းနိုင်လို့တက်ကရေရဲအလကားရတဲ့ရေရဲကိုရှာပြီးတောက်ပါတယ်စင်ကာပူမှာပစ္စည်းမာတဲ့လူတွေကအပြင်ထွက်မရတော့အိမ်တွေရုံးတွေအထိနေပူတဲ့လိုက်ရှာပြီးလိုက်ပို့ပေးတယ်တခါကဆိုအိမ်ကူလုပ်ပြီးရတဲ့ငွေလေးစုပြီးဝယ်တဲ့ညီမလေးတယောက်ဆိုရင်သူ့စီကိုတကူးတကကြီးအဝေးကြီးရှာပြီးလာပို့ပေးလို့ဆိုပြီးဒေါ်လာ90တောင်တက်ကြီးထုတ်ပေးခဲ့သေးတယ်မယူရက်လို့မယူခဲ့ပါဘူးအဲ့ဒီညီမလေးရုပ်ကိုတော့မမှတ်မိတော့ဘူးလောက်ရက်ကိုမမိလို့အမြဲအမှတ်ရနေတာပါမရှိတဲ့သူတွေကအချင်းချင်းပိုရိုင်းမဲတက်ကြလာတာပဲဆိုတာကိုသိခဲ့ရပါတယ်မလေးရှားမှာဆိုရင်စက်ရုံတွေအထိလိုက်ပို့တယ်တက်တာအောင်ဘတ်ကားစီးလိုက် grab စီးလိုက်နေပေါ့စားတာကလည်းအသက်တာဆုံးဆိုင်ကိုရှာပါတယ်ဒါပေမဲ့တန်ရှင်းမှုကိုပိုအဓိကထားရတယ်မကြမ်းမာရင်ဘာမှလှုပ်ရှားလို့မရအချိန်ကုန်မှာဒီလိုနဲ့တရက်မှာလောနဲ့ပစ္စည်းသွားပို့တာလက်ထဲတက်ဘလက်ကြီးပြုတ်ကြလို့မှန်လဲလိုက်တာဒေါ်လာ200လောက်ကုန်သွားတယ်ရောင်းလိုက်ရတာကဒေါ်လာ20ဘူးလောက်ပဲသင်ခန်းစာတစ်ခုရလိုက်ခဲ့ပါတယ်အလုပ်ကိုလောနဲ့မလုပ်ပါနဲ့တခုခုအတင်းအဆောင်ဖြစ်သွားရင်ကိုရမှာထက်ဆုံးရှုံးရတာပုံများတတ်ပါတယ်အဲ့ဒီမှာရောင်းလို့ရတာတွေအကုန်အကျွေးတွေရသလောက်ဖဲဆက်ခဲ့တယ်မလေးရှားရောက်တော့တရုတ်တန်းမှာအဲ့အတုတွေရောင်းတာတွေတွေ့လို့သွားလေ့လာပြီးမြန်မာပြည်ထဲမှာမှာတဲ့သူတွေရှိရင်ပို့ပေးတယ်အားနေရင်အဲ့အတုတွေသွားပြီးလေ့လာတယ်လုံးစရာမှတိတ်မရှိတာအလကားကြည့်စရာလေ့လာစရာတွေလည်းအတုပဲရှိတာကိုအတုရောင်းတဲ့ဆိုင်ကအကိုတယောက်ရှိတယ်သူ့နာမည်ကကိုမျိုးတဲ့အရန်သဘောကောင်းတယ်သူကဆိုင်မန်နေဂျာပေမဲ့ဆိုင်ရှင်လိုပဲအမြဲတမ်းသွားလေတိုင်းစိတ်ရှိနဲ့ရှင်းပြပေးတယ်ပြဿနာကသူကအတုပဲရောင်းတာအစ်စ်မမြင်ဘူးတော့အစ်စ်နဲ့အတုကွာတာသူမပြောပြတတ်ဘူးအတုကဒီလိုဆိုတော့အစ်စ်ကဘယ်လိုလဲကျွန်တော်သိကျင်လာတယ်ဒါနဲ့အိပ်ဘရန်အနိတ်အစ်စ်တွေရောင်းတဲ့ရှိုးရုံးထဲဝင်သွားတယ်တလုံးလောက်ဝယ်ပြီးကျန်တဲ့အစ်စ်တွေကိုလေ့လာတယ်စကန်ဆိုင်တွေသွားတယ်လေ့လာတယ်အချိန်နေငွေတွေအများကြီးပေးဆက်ခဲ့ရတယ်ဒါနဲ့ပဲအတီးတယောက်ကရောင်းကျင်နေပြောလို့သူ့ရဲ့330တန်းအစ်စ်အိတ်ကိုမလေးရှားကစကန်ဟန်ဆိုင်မှာတွားရောင်းကြည့်တယ်တခိုးစီပေးတယ်9သိန်းနဲ့ဒါနဲ့တင်းသွားတယ်ငါတို့ကိုနှိမ့်တယ်မြန်မာမလို့ကိုနှိမ့်တာဆိုပြီးမြန်မာပြည်မှာငါစားလို့မယ်ဆိုပြီးဆိုင်စဖွင့်တယ်ဆိုင်ကဘာမှမရှိပဲစဖွင့်ခဲ့တယ်အိမ်ရှိက10ပေပတ်လက်အခန်းလေးမှာစင်တွေဝယ်ချလိုက်တယ်အဲ့ဒီစင်အလွတ်တွေကိုပုံရိုက်တယ်ရိုက်ပြီးအိမ်မှာပိုနေလို့ရောင်းကျင်တဲ့အိတ်ရှိရင်ကျွန်တော်စီပို့ပေးကျွန်တော်ဆိုင်မှာတင်ရောင်းပေးမယ်ဆိုပြီး Facebook မှာစာပြီးကြေညာတယ်ရိုးအိတ်တွေရောအတုတွေရောအစ်စ်တွေရောအကုန်စပြီးလက်ခံတယ်အတုတွေလေးလာခဲ့တဲ့သူတွေဆိုတော့အစ်စ်နဲ့ကွာတာကျွန်တော်သိနေပြီသူများလို့အစ်စ်တွေဝယ်ကင်လို့အစ်စ်ကိုသိနေတာမဟုတ်ဘူးတရုတ်တန်းသွားပြီးအတုတွေကင်ကြည့်ရတာများလို့အတုကိုသိနေတာဒါလည်းအသုံးဝင်ပါတယ်3လပြည့်တဲ့အချိန်မှာဘေးကတိုက်ခန်းကိုလာပေးနဲ့ငှားပြီးဆက်လုပ်တယ်ဒီလိုနဲ့စပြီးရောင်းရင်ဝယ်ရင်နဲ့6လအကြာမှာဝယ်သူတွေကဒွိဟာမဖြစ်အောင်အစ်စ်တီးတန့်ပဲစရောင်းတော့တယ်တနေ့ပြည့်တဲ့အချိန်မှာဆိုင်မှာအိတ်ပေါင်း2000ကျော်ရှိနေပြီသူများလာအပ်ထားတာတွေရောပေါ့နှစ်နှစ်ပြည့်မှာဆိုင်မှာအိတ်9000ရှိနေပြီမရောင်းရတဲ့ရက်တရက်မှမရှိဘူးမရောင်းပေးရတဲ့ရက်ပဲရှိခဲ့တာယုံကြည်လို့ဆိုပြီးလာအပ်ခဲ့တဲ့အိတ်တွေအားလုံးရဲ့တန်ဖိုးပေါင်းရင်3000ကျော်တန်ဖိုးရှိနေပါပြီကျွန်တော်မှာကိုယ်ပိုင်အိမ်အောင်မရှိသေးသလိုကားလည်းမရှိအကျွေးတွေနဲ့ပဲရှိနေတာပါဒါကိုအလုပ်လုပ်တာမှန်ကန်လို့ဆိုပြီးယုံပြီးလာရောင်းကြဝဲကြနဲ့အပ်ထားကြတာကိုဘက်ကလည်းဝဲသူရောင်းသူကြားတာဝန်ခံတာဝန်ယူပြီးနှစ်ဖက်လုံးအဆင်ပြေအောင်လုပ်ပေးခဲ့ပါတယ်အိတ်ပြောက်လို့စိုက်ရော်ရတာလဲမနှဲသလိုဝန်နှန်းကအိတ်တွေရောင်းစားပြီးငွေတွေသုံးပစ်လိုက်လို့တိန်းနဲ့ချီစိုက်ရော်ပေးခဲ့ဘူးပါတယ်ဘာကြောင့်ဖြစ်ဖြစ်အကုန်တာဝန်ယူခဲ့ပြီးနာမည်ကိုတိဆောက်ခဲ့ရတာပေါ့ငွေကနာမည်ရှိနေတဲ့၍ရှာလို့ရတာပဲလေဒီလိုပြဿနာပေါင်းများစွာကိုရင်ဆိုင်ခဲ့ရတယ်ဘယ်အလုံးမှမလွယ်ကူတာဂျားထဲမှာဘန်ကောက်တို့မန္တလေးတို့မှာတင်တန်းတွေတက်တယ်ဆရာကောင်းတမားကောင်းတွေရခဲ့တော့အိတ်ပညာမှာကျွမ်းကျင်လာတယ်အဆက်သွဲကောင်းလာတော့နိုင်ငံခြားကနေပါကျွန်တော်စီလာဝယ်ကြတယ်ကျွန်တော်စီကတက်တာလာကိုဒီမှာကြက်နေဝင်ပြီးဟိုမှာဒေါ်လာတို့ဘတ်တို့
ringgit တို့နဲ့ပြန်ရောင်းကြတာပေါ့အဲ့ဒီကရတဲ့ငွေတွေနဲ့အကျွေးတွေကိုဖဲ့ဖက်ဆက်ပါတယ်ရသလောက်စုပါတယ်မလိုအပ်တာတွေဝယ်ရင်မွဲခဲ့ဘူးလို့မလိုအပ်တာတွေလုံးဝမဝယ်တော့ပါဘူးလိုအပ်နေရင်တော့မဖြစ်မနေမှဝယ်ပါတယ်ငွေလေးတွေစုမိလာတော့တိုက်ခန်းလေးတွေစပြီးအပေါင်ခံတယ်မိဘစီကပ်မနေကျင်တော့တာနဲ့အိမ်တော့ရအောင်ဝယ်မယ်ဆိုပြီးတိုက်ခန်းလေးတစ်ခုဝယ်ဖို့ငွေစစုပါတယ်ဘန်းနဲ့ချိတ်ပြီးအရစ်ကြနဲ့အခန်းလေးတစ်ခန်းဝယ်မယ်ပေါ့ကန်ကကောင်းကျင်တော့ဦးလေးတစ်ယောက်ကသူ့အခန်းကို300နဲ့ငွေလိုလို့ရောင်းတယ်ဒါနဲ့သူနဲ့ညှိပြီး300ကို10လအရစ်ကြနဲ့ဝယ်တယ်အသေးယုံပြီးစုတယ်မရရအောင်အဲ့ဒီလိုနဲ့10လအတွင်းအခန်းလေးတစ်ခန်းပိုင်ခဲ့ပြီမဲ့ချက်ချင်းတက်မနေသေးပဲငါစားလိုက်တယ်အဲ့ဒီအခန်းလေးကိုငွေကြေပြီး6လအတွင်းအဝယ်ပေါ်လာလို့ပြန်ရောင်းတာ900ရပါတယ်အဲ့ဒီ900ကိုကိုင်းပြီးဈေးတန်တန်နဲ့ဝယ်လို့ရမယ့်အခန်းကိုစောက်ကြည့်တယ်တလအတွင်းဘေးကကွန်ဒိုက1200တန်တဲ့အခန်းကို930နဲ့ထုတ်ရောင်းတာတန်လို့ဆိုပြီးဝယ်လိုက်တယ်အခန်းပြင်တာဘာညာနဲ့ဆိုတော့900နဲ့ပတ်ဟောက်တစ်ခုရလိုက်တာပေါ့အခု1500ပေးတယ်မရောင်းသေးဘူးပြောပြချင်တာကအဝယ်အယောင်းနဲ့ပညာပေါ့နော်ဝယ်တဲ့အချိန်ဈေးတန်ဖို့လိုပါတယ်အဝယ်ပညာအရန်အရေးကြီးပါတယ်အယောင်းဝယ်တစ်ခုရဲ့အမြတ်အရှုံးကိုသတ်မှတ်ပေးတာကကိုဝယ်တဲ့အချိန်ရဲ့ဈေးပါဝယ်တဲ့အချိန်ဈေးတက်တာလေးမြတ်ဖို့ရာဂိုင်းတော့များလေပါတစ်ဖက်ကလိုလိုချင်းချင်းနဲ့ရောင်းဖို့တော့လိုတာပေါ့နော်ဘိုင်းနာတာကိုဇွတ်နင်းတာမျိုးမဖြစ်စေနဲ့ပေါ့မိတ်လဲမပြက်နှစ်ဦးအစဉ်ပြေမြဲအယောင်းအဝယ်မျိုးပေါ့ဒါမှရေရှည်ရက်တည်လို့ရမှာအယောင်းဝယ်ပညာကဘယ်သူမှမွေးကလေးကမတက်လာကြပေမဲ့လှုပ်ရင်းနဲ့မြင်လာကြတာမျိုးပေါ့ risk ကတော့ရှိတာပဲအမျက်များရင် risk ကြီးမယ်အမျက်နည်းရင် risk နည်းပဲတတိရှိဖို့တော့လိုတာပေါ့နာမည်လဲအရေးကြီးတာပေါ့ဒီကောင်ဂျင်းမထည့်ဘူးဆိုတာသိသွားရင်လိုလိုချင်းချင်းလာရောက်ကြဝယ်ကြတာကြီးပါပဲအတင်းဘယ်ဟာကိုမှလုပ်ယူလို့မရတာအဲ့ဒီလိုနဲ့ဝယ်လိုက်ရောင်းလိုက်လုပ်တယ်ဒါနဲ့ကိုဗစ်ကာလနဲ့နိုင်ငံရေးဖြစ်တော့ဆိုင်ပိတ်ရတယ်အွန်လိုင်းကနေဆက်သွားတယ်အဆင်ပြေနေသေးပါပဲရလာတဲ့ငွေတွေကိုစုပြီးတငယ်ချင်းရဲ့အကြောင်းမြတ်ရတနာလုပ်ငန်းမှာထက် invest လုပ်တယ်3000ဘိုးထည့်ထားတာတစ်နှစ်အတွင်း300ကျော်ပြန်မြတ်တယ်တခြားလုပ်ငန်းသေးသေးလေးတွေထပ်လုပ်တယ်အဲ့မှာတီးလိုက်ရတာကကို invest လုပ်ရင်ကိုဂျင်းမထင်းမဲ့သူရဲ့လုပ်ငန်းမှာလုပ်ဖို့လိုတယ်ဆိုတာပါပဲသူကလည်းကိုလိုပဲလူမှန်ဆက်ဆက်ကျဲစကားလဲတယ်စကားလဲတည်တယ်အတဲ့လွန်လို့ခဏခဏတက်ရတယ်အရင်အနီး3000ထည့်ထားတာဘာတွေဝယ်လဲရောင်းလဲမသိဘူးသူဘာဝယ်ထားပြီးဘာရောင်းလိုက်ပြီးလာပြောရင်အင်းပဲပြောလိုက်တယ်အမျက်ပေးရင်ကျေးဇူးပဲပြောလိုက်တယ်ဒါပဲအဲ့ဒါ trust ပဲသူလိမ်ပြေးမှမပူဘူးသူလည်းကိုလိုလူပဲမလို့သူ့စီ share ထည့်ခြင်းတဲ့လူတွေကအများကြီးပဲကိုပဲလက်ခံတာဘာလို့လဲဆိုတော့သူတုံညဘဝတုန်းကသူ့ဘေးမှာကျွန်တော်ရှိခဲ့တယ်အားပေးခဲ့တယ်လမ်းပြခဲ့ဘူးတယ်အပြန်လန်းကျေးဇူးဆက်ကြတာပေါ့ဒီလောက်ပါပဲအခုလဲရရင်ရတဲ့ငွေကိုလုပ်ငန်းတစ်ခုထဲမှာမထားဘူးလုပ်ငန်းသေးသေးလေးတွေရှောက်လုပ်နေတယ်လုပ်ငန်းသေးသေးလေးတွေစရတာကိုသဘောကျလို့ like invest လုပ်တယ်ကိုအိတ်နေရင်တော့ငွေဝင်နေမဲ့လုပ်ငန်းမျိုးတွေမှာရွေးချယ်ပြီး invest လုပ်ပါတယ်ဒါမှကိုမရှိလဲငွေကသူ့ဟာသူအလုပ်လုပ်နေမှာပါအခုနားထောင်နေတဲ့သူတွေကိုအကြံပေးချင်တာကပုံမှန်ဝင်ငွေရဖို့အရင်ရှာကြပါပုံမှန်ဝင်ငွေရနိုင်မဲ့ဆိုင်မျိုးလေးတွေရှိနေရင်ရတာလေးတွေစုပြီး business သေးသေးလေးတွေကနေ live run ကြည့်ပါရှုံးတဲ့ဟာလဲရှုံးမှာပါပဲမြက်တဲ့ဟာအောင်မြင်တဲ့ဟာလေးတွေတွေ့ရင်တော့ပိုပြီးအာရုံစိုက်ပံ့ပိုးသွားလိုက်ပေါ့အခုဒီစာကိုရေးနေတဲ့သူကရောချမ်းသာပြီလားလို့မေးရင်တော့ငွေဘယ်လောက်ရှိမှလူတွေကချမ်းသာတယ်လို့သတ်မှတ်လာလဲတော့မသိပေမဲ့ကျွန်တော်အခုပိုင်ဆိုင်မှုအကုန်ပေါင်းလို့သူများစီးနေတဲ့ကားတစ်စီးစာမရှိပါဘူးဒါပေမဲ့ကျွန်တော်လူရောစိတ်ရောချမ်းသာနေတယ်လို့သတ်မှတ်တယ်နေစရာရှိတယ်စီးစရာရှိတယ်စားစရာငွေအလုံးလောက်ရှိတယ်ပေါင်းစရာစစ်မှန်တဲ့လူအနည်းစုရှိတယ်တနေ့ကျော်အတွင်းကိုပိုင်ငွေနဲ့ရောအလူရှင်တွေရဲ့ငွေနဲ့ပါပေါင်းပြီးတော့နိုင်တလောက်ဆိုတဲ့ပရာဟိတအဖွဲ့လေးကိုဥဆောင်နိုင်ခဲ့ပြီးတော့မွေးစားစရိတ်မရှိတဲ့ကိုဝင်ဆောင်မိခင်တွေရဲ့ကလေးတွေကိုအခမဲ့မွေးပေးခဲ့တာအယောက်900ကျော်ခဲ့ပါပြီမိခင်နဲ့ကလေးအရွယ်တက်ဆိုရင်လူအယောက်1800ရဲ့အသက်တွေကိုအန္တရာယ်မရှိအောင်ကူနိုင်ခဲ့ပြီးပါပြီကိုရည်သွင်းနေတာမဟုတ်ပါဘူးကျွန်တော်ပြောသလိုပဲကိုပိုင်ဆိုင်မှုကသူများကားတစ်စီးစာမရှိလို့ကြွားစရာဘာမှမရှိပါဘူးကိုအစဉ်ပြေမှသူတစ်ပါးဘဝတွေအစဉ်ပြေဖို့ကူညီနိုင်တယ်ဆိုတာကိုပြောပြချင်တာပါတခါတလေအလူငွေနေတဲ့လားတွေဆိုရင်တလားလုံးဝင်ငွေအကုန်လူပစ်လိုက်တာမျိုးလည်းရှိပါတယ်ငွေကအရေးကြီးပေမဲ့လူအသက်တွေကပိုပြီးအရေးကြီးတာကိုဒါတော့လောက်တယ်မရှိပါဘူးဒုက္ခရောက်နေတဲ့လူတွေကများလာတော့နိုင်ရင်နိုင်တဲ့လောက်ပဲလုံနိုင်ပါတယ်အခုနားထောင်တဲ့သူတွေလည်းနိုင်တဲ့လောက်မှဆင်းရဲတဲ့ကိုဝင်ဆောင်မိခင်တအူးကိုရိုးရိုးမွေးတစ်သိန်းခွဲမွေး2သိန်းခွဲကျပ်နှုန်းနဲ့လာရောက်လူလို့ရပါတယ်တခါတည်းကြီးညာပေးတာပါသတင်းတစ်ခုမှာကမ္ဘာအမြင့်ဆုံးတိုက်ကြီး Burj Khalifa ရဲ့ပိုင်ရှင်တထေးရဲ့အုပ်ကူပုံလေးကိုတွေ့လိုက်တယ်ချမ်းသာတာပတ်စံကိုထားစရာနေရာမရှိလို့ရှိသမျှအကုန်ရွှေချပြီးသုံးနေတဲ့လူမျိုးတေတော်လဲကားတစ်စီးတောင်ပါမှမသွားတာချစ်လာပါကြီးရဲ့ဆိုတဲ့မိသားစုတွေရောတပည့်တပန်းတွေရောဘသူမှအတူတူလိုက်မသေးကြပါဘူးတယောက်တည်းပဲအရှက်လုံယုံအဝတ်အစားလေးနဲ့မြေမြုပ်ခံရတာပါ
ကြည့်တတ်ရင်တရားရစရာကြီးပါတကယ်ကြီးကိုဘာမှယူသွားလို့မှမရတာတေးရင်ပါတော့မှကိုပြုတ်တဲ့ကောင်းမှုတွေတဲ့ဟုတ်မဟုတ်ကတော့တေးမှာပဲတိမှာဆိုတော့မှန်တော့ကျွန်တော်လည်းမပြောတတ်ဘူးစာရေးသူကတော့နောက်ဘဝကိုသိမ့်မတွေ့ဘူးအခုဘဝကူညီနိုင်တာရှိရင်စိတ်ရှင်းရှင်းနဲ့ကူညီမယ်လူနိုင်ရင်လူမယ်မလူနိုင်ရင်ညင်းမယ်စီးပွားရှာမယ်ကျမ်းမာရေးလိုက်စားမယ်ပျော်စရာရှိတာပြောမယ်မိမိကိုယ်ကိုချစ်မယ်မိမိကိုယ်ကိုဂရုစိုက်မယ်မိမိကိုယ်ကိုစိတ်ချမ်းသာအောင်ထားမယ်စိုးခြင်းလဲစိုးမယ်ရံပြစ်ခြင်းလဲဖြစ်မယ်မယုံမာဖို့ရဲ့ငွေချင်းနဲ့မယ်မပြတ်ဖို့ရဲ့ဆင်ခြင်မယ်ကိုဖြတ်တန်းခဲ့တဲ့အတွေ့အကြုံတွေကိုလူတွေကိုပြောပြမယ်ကျွန်တော်ဆိုတစ်နှစ်လုံးနေမှစာအုပ်တအုပ်မဖတ်ဖြစ်ဘူးစာဖတ်အိမ်မတန်ပြင်းတာစာမဖတ်တော့ပညာမရဘူးပညာမရတော့အတွေ့အကြုံတွေကိုငွေပေးပြီးဝယ်ရရောတချို့အတွေ့အကြုံတွေဆို30ခန်းတန်ပါတယ်တချို့အတွေ့အကြုံတွေက300ခန်းတန်ပါတယ်တချို့အတွေ့အကြုံတွေက3000ခန်းတန်ခဲ့ပါတယ်ဒီစာအုပ်ရေးခဲ့တာကအကျိုးအမြတ်အတွက်မဟုတ်ပါဘူးကိုမွဲခဲ့တဲ့အတွေ့အကြုံတွေမွဲနေတဲ့ကာလတွေကိုဘယ်လိုဖြတ်တန်းခဲ့လဲဆိုတာတွေမွဲနေတုန်းဆောင်ရန်ရှောင်ရန်လေးတွေနဲ့လုပ်ငန်းလုပ်တုန်းကအမှားလေးတွေကိုချပြတာပါစာရေးစရာမဟုတ်သလိုစီးပွားရေးပညာရှင်လည်းမဟုတ်ပါဘူးကြုံခဲ့ဘူးတဲ့အမှားတွေနဲ့ဖြတ်တန်းခဲ့ရတဲ့35နှစ်တာကာလအတွင်းအနေအမြင့်အတက်အကျတွေကိုစာအုပ်လေးအနေနဲ့မှတ်တမ်းတင်ထားရုံပါအခုချိန်ကြက်တဲခက်ခဲနေပြီးအစင်မပြေလို့တက်သေးဖို့ထိတွေးနေတဲ့လူတအုပ်ကျွန်တော်ဒီစာအုပ်ကိုဖတ်ပြနေလို့မတက်သေးဖြစ်ရင်ဒီစာအုပ်ထုတ်ရကြိုရေးရကြိုနေပါပြီဘာပဲဖြစ်ဖြစ်အရှုံးမပေးပဲဆက်လက်ရင်ဆိုင်လိုက်ဖို့တိုက်တွန်းပါတယ်ဒီ300ပေါ့မပေးနိုင်ခဲ့လို့တက်သေးမယ်စဉ်းစားခဲ့ဘူးလားဒီ300ပေါ့မပေးနိုင်ခဲ့လို့ဒူးထောက်တောင်းပန်ခဲ့ရတာဒီ300ပေါ့မပေးနိုင်လို့9နှစ်လောက်အမှုရင်ဆိုင်ခဲ့ရတာဒီ300ပေါ့မပေးနိုင်လို့တချို့ညတွေအိမ်မပျော်ခဲ့ရတာဒီ300ပေါ့ပေးနိုင်တဲ့အခါကြတော့လေအစွန်းထွက်ပဲရှိတော့တာတင့်အကျွေးဘလောက်ပဲရှိနေအရှုံးမပေးခြင်းနဲ့စိတ်ရှိနေတဲ့၍ပြန်ဆက်နိုင်မှုအခွင့်အရေးရှိသေးတယ်စူးစမ်းနေတာကိုဘာအကြောင်းနဲ့မှမရက်လိုက်ပါနဲ့ဘာအကြောင်းနဲ့မှအရှုံးမပေးပါနဲ့ပြဿနာဘလောက်ကြီးတင့်ရဲ့အရှုံးမပေးလို့တဲ့စိတ်ကပိုပြီးကြီးကြောင်းတက်တည်ပြလိုက်ပါတင်လုံနိုင်တယ်ကျွန်တော်တော့လုံနိုင်တာတင်လည်းမလုံနိုင်စရာအကြောင်းမရှိဘူးပြဿနာချင်းမတူကြပေမဲ့အရှုံးမပေးခြင်းတဲ့စိတ်တော့အားလုံးမှာအတူရှိနေတာပဲဆက်ကြိုးစားပါကြော်လွန်သွားရင်ဒီပြဿနာတွေအကြောင်းအရင်းကိုရီမောပြီးအတူတူပြန်ပြောကြမယ်ခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးခဲ့တဲ့ Hope ဆိုတဲ့စာအုပ်လေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော်တို့ MYS channel လေးကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်